ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ထက်ထက်တွန် channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ထက်ပါထက်တို့ရဲ့ channel လေးကနေပြီးတော့ဒီနေ့မှာပရိသတ်တွေအတွက်စွန့်တင်သွားတဲ့ဘန်ဒဝင်းဆိုတဲ့ဇလန်ပထမပိုင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇလန်လေးမစတင်ခင်မှာကျွန်မတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့နော်ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစတင်ချင်ပါတယ်တွေ့ချိုးစောင့်နေရကြပြီလားချစ်ရသူကိုနိုင်တကြီးကြီးနဲ့စောင့်ရင်ရင်တတိတ်တိတ်ဖြစ်ရပြန်နေ။ဘာကြောင့်ဆိုတွေ့ချိုလက်ထွက်လာတာအကိုလက်ကသတိထားမိရဲ့လန်တိတ်ကနာလို့ပြော၍ဆိုင်ကယ်မောင်းထွက်လာတာဖြစ်ပါတယ်။ကြာဖို့ကိုရဲ့ဘာတွေလုပ်နေရလဲ။ထွက်လာကနေအလုပ်တစ်ခုပေါ်လာလို့တွေ့ပါစားမလဲမလေး။ချစ်ရသူကတွေ့ရဲ့ဘေးတစ်ဖက်မှာညီကွက်စွာဝင်ထိုင်ပြီးပကုံးကိုလန့်ဖက်ကကြည်လင်စွာမေးပါတယ်။မစားတော့ကိုတွေ့ထွက်လာတာအကိုလက်သိရဲ့တွေ့ပြန်မှဖြစ်မယ်။ညနေဆောင်လေးဖြစ်တယ်လို့တွေ့တို့ထိုင်နေစားတော့ဆိုင်ဟာဘန်ဂလိုတဲရင်ကလေးဖြစ်ပြီးတဝိုင်းနဲ့တဝိုင်းဝေးဟာချစ်သူစုံတွေကြီးလာကြတာမို့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။အဲဒါကြောင့်စိတ်ကြွယ်ရမှမနေသင့်တာမို့တွေ့ချိုပြန်ဖို့စကားစတယ်။ဟာနေပါအောင်တွေ့ရဲ့မျက်နှာလေးကိုကြည့်ပြီးအမောဖြေပြရစီကွာလောနေရပဲ။အရန်ကြီးချောမောနေတာမျိုးမဟုတ်ပေမဲ့အသားဖြူပြီးတန်တန်ရရနေတတ်သူကိုပုံစံဟာတွေ့သဘောကျတဲ့တိုက်ဖြစ်ပါတယ်။လောရမယ်ကိုရဲ့အင်ကအကူတွေသိရင်တွေ့အသက်ခံရမှာသူတို့ကတွေ့ကိုအလွတ်ပေးတာမဟုတ်ဘူး။ဒါကြောင့်ကိုပြောတယ်တွေ့ကိုချစ်ရတာလည်းမလွယ်ပါဘူးကွာ။ဒီရောက်ဖတွေကြီးကြောက်နေရတယ်။ကိုနောက်လိုက်ခဲ့ပါဆိုတယ်တွေ့ရဘူးကြီးခါနေရ။တွေ့မှကိုရမလိုက်ချင်တာကိုရဲ့။တွေ့ရတူတဲ့တော့သမီးတွေ့အမေတွေကိုတွေ့ကြောင်မျက်နှာမငယ်စေချင်ဘူး။တွေ့ကိုချစ်ရင်လာတောင်းပါလို့ပြောသားပဲ။ကိုလေးလာတောင်းချင်တာပေါ့။ကိုဗစ်တွေဖြစ်ကြတဲ့အလုပ်ကအဆင်မပြေတော့တာ။အိမ်ကလည်းနည်းနည်းပင်ပန်းနေတော့ပြီးတော့တွေ့ကိုလက်ကြီးပလာလာတောင်းရတာလည်းမဟုတ်ဘူး။ရန်ကုန်သားကိုကစိတ်ပြတ်သလိုညင်းညူပြောလာတာမို့တွေ့အားနာရတယ်။ကိုဘေးဖြစ်ကလေးကအားလုံးအခက်ကြုံကြတာတွေ့လဲသိပါတယ်။ကိုကရန်ကုန်သားတွေ့တို့နေမြို့မှာအလုပ်လာလို့ရင်တွေ့နေချစ်သူတွေဖြစ်ကြတာတစ်နှစ်တောင်ရှိပြီ။ကိုမိဘညီကိုမောင်နှမတွေအားလုံးကလည်းတွေ့ကိုတီးပြီးသားဖြစ်ပါတယ်။လက်မှုပညာကိုကောင်းစွာတက်မြောက်ထားပြီးအသာအစားကင်းတဲ့ကိုတွေ့အိမ်ကလည်းလက်ခံမေးဆိုတာသိပါတယ်။ကဲတွေ့နှစ်ယောက်တွေတော့စိတ်ညစ်စရာတွေမပြောချင်ကိုစီလာပါအောင်။ကိုကတွေ့ကိုသူ့ရင်ခွင်နဲ့တင်းကျပ်စွာဆွဲပန်ရင်တစ်ဖူးကိုဖွားလန်းနေတွေ့ကိုတောင်းထားတာပေးဖို့စဉ်းစားပြီးပြီလားအိုးတွေ့မျက်နှာတစ်ပြင်လုံးညီရဲသွားမယ်ထင်ပါတယ်ကိုရင်ခွင်တွေကချက်ချင်းရုံထွက်တော့ကိုကတင်းကျပ်စွာပတ်ထားတယ်ကိုမငင်းမနေတော့လားတွေ့ကိုသွေးနဲ့နီးကျင်ပြီကွာကိုရဲ့ကိုသိန်းရနံ့ကိုအသားအရာရှူရှာရင်တွေ့ကောင်းခါပါတယ်တွေ့အပြိုစင်ဘဝကိုလက်တက်ပြီးမှပုံအပ်ပြစီကိုရဲ့ကိုနဲ့တွေ့ရလက်ထက်မှာပဲဒီထက်ပူရင်းနေအောင်နေခြင်းနဲ့တွေ့ရကိုတွေ့ကိုလည်းစိတ်မချအောင်နော်ကိုမငင်းပါနဲ့ကွာကိုကသူ့ရင်ခွင်တွေကတွေ့မျက်နှာကိုငုံကြည့်ကလေပြေးသေးစကားဆိုတွေတွေ့ချိုကိုရဲ့နူးညံ့မှုတွေအောင်တင်းခံထားရင်ခေါင်းမဲခါတယ်ဒါပေမဲ့လေကိုရဲ့နှကန်းတစ်စုံကတွေ့ရဲ့မျက်နှာအနံဟင်းတွေ့လက်မခံမရစီနဲ့တွေ့ကိုအတင်းချက်မလုပ်ပါနဲ့ကိုရဲ့တွေ့တားစီတန်တွေကချစ်သူကဥပိ္ပခါပြုပြီးလိုရခီးကိုအတင်းရှိတတ်တယ်။သွေးကွက်ဆွန်းနေတဲ့ထမင်းကိုအတင်းဖိချေပုတ်ပစ်နေတာသွေးချိုလက်ပြားတွေပင်နေရဲနေပေမဲ့အစွန်းကွက်လေးကအရာထင်နေလေရဲ့။သွေးချိုပါပြင်ပေါ်မျက်ရည်တွေသာစီးကျလာတယ်။နှမျောယူကြုံမရတဲ့စိတ်အစဉ်ကရင်တစ်ခုလုံးအပြည့်အသက်24နှစ်တိုင်တိုင်တန်ဖိုးထားခဲ့သွေးချိုထက်ရဲ့အပြိုစင်ဘွားလေးဟာချစ်သူလူရန်ကားလက်အတွင်တစစီကျွေးမသွားရတယ်။ဒီထမင်းအစွန်းကွက်လေးလို့တွေ့ချိုထက်ရဲ့ဘဝလေးအယောင်ဆွန်းသွားပြီ။ဘာအစွန်းဖြက်စီနေမှာပြန်ဖြက်ပြက်ပြေတော့မှမဟုတ်တော့ပြီ။ချစ်သူကတော့ဖုံးဆက်ကအချိန်ချင်းတောင်းမှန်နေ။တွေ့ချိုကိုလက်ထပ်ဖို့လည်းပြောတယ်။တွေ့ချိုခိုးရမလိုက်ချင်။သမီးတွေ့ချိုရေချိုးတာကြာရောက်ပါလား။ဟုတ်ဖေးပြီးပါပြီ။အေးအမြန်လို့ထမင်းဆိုင်မှာလူကြနေလို့ထွက်ကူပါအောင်။ဟုတ်ဖေးအဖေကအတန်ပေးကပြန်ထွက်သွားတယ်။တွေ့ချိုမျက်ရည်စအောင်တုပ်ပြီးရေမြမြန်ခတ်ချိုလိုက်တယ်။တွေ့ချိုကိုဘောကအစွန်းထင်းတွေကိုဒီရီအေးနဲ့အတူမျောပါသွားရင်ကောင်းပါပြီတွေ့ချိုညီအတန်ကြားပြီးပြီလားဘာလို့လဲမဆွေချင်မောင်ရဲ့ချွေရင်အနားလာရဲ့ကခက်တူတူပြောတဲ့မက်ဆွေစကားကိုနားမလည်ဟန်ပြန်ပြီးတော့မက်ဆွေကပြီးဝဲဝင်ခြင်းကိုလိုက်ကြည့်ပြီးဤတုံလေးသူရီစာနဲ့ပိုက်ကြည့်ပြီးဖြတ်ချတာခလေးမကြလို့တဲ့ညကအရေးပေါ်စီးရုံတင်လိုက်ရတယ်ဟင်တွေ့ချိုရင်နဲ့ဒုံနဲ့စောင့်တက်ကချက်ချင်းခြေပြားလက်ဖြားပြီးအေးဆက်ပြီးရင်နဲ့မောဟိုက်လာတယ်ချွေလက်စာချက်မောင်ခက်ကိုပြစ်ချပြီးမင်းတီတီရက်နေမိပါ रे ဟဲတွေ့ချိုနင်းမျက်နှာချက်ချင်းဖြူဆုပ်သွားတာ
ဘာဖြစ်လို့လဲနေမကောင်းလားမက်ဆွေမနဲ့တရလေခေါင်းသိမ့်မကြည့်လို့ဟိုဒါနဲ့ဣတုံကအရန်အေးပြီးအနေထိုင်လေးအေးဆွေးပါလေဘလို့ဖြစ်ရတာလဲအမေဘယ်နာအေးစီးလို့လေကုတ်ကမြင်းဟဲ့သူ့အမေကသူ့သမီးကောင်းချောင်းကြီးရက်ခွက်တယ်ပတ်ပြောနေတာအခုဣတုံလည်းဒီလိုဖြစ်ရောသူ့အမေအဆက်လဲကွဲမျက်ရည်မျက်ခွက်အိမ်ထဲကအိမ်မြေမထွက်တော့ဘူးဣတုံရဲ့ကောင်းလေးကလည်းတာဝန်မယူပဲခေါင်းရှောင်နေတာတဲ့ဟင်းတဲကျရင်နဲ့ပုံမမောလေးရသွားတယ်ဣတုံရဲ့အမေတော့ပူးမနေရမှာသူ့အမေသားဆိုရင်လေအိုးတဲကျတဲ့ညီပါရီရှောက်တွေနေရလေသူတို့ကဘယ်နှခါတောင်မှားခဲ့ကြလဲမသိဘူးနော်ဖိုက်ကြီးသွားတယ်ဆိုတော့ဟေးယောက်ျားနဲ့မိန်းမကဖုန်းနဲ့မှလေညီအပြိုလေးကိုပြောရတာမျက်နှာပူပေမယ့်ပြောပြမေးအချိန်ချင်းဆက်ဆံမှခလေးရတာမဟုတ်ဘူးတစ်ချိန်တစ်ခါဆက်ဆံလို့အကာအကွယ်မသုံးစိတ်မတောက်ရင်လေခလေးရနိုင်တာပဲသိလားအိုးတွေ့ကြထက်ရဲ့ခန္ဓာကိုရိုင်သွားတယ်လက်ပြားတွေပုံမအေးဆက်လာပြီးတကူလုံးမောဟိုက်ပင်မနွနေလာတယ်ကိုနဲ့တွေ့တော့ကလေအကာအကွယ်မပါစီလည်းမတောက်ခဲ့ဘူးပြီးတော့ငကိုတွေကဓမ္မတာမမှန်တက်တဲ့တွေ့ရင်လေးလာတယ်တွေ့ကြရရလားနေမကောင်းရင်အခန်းထဲသွားနာသမီးမဆွေကိုပင်ဘာစကားမှမပြောနိုင်မင်းလက်ထောင်ပြကတုံရီစွာနဲ့အနောက်ကိုဝင်လာခဲ့တယ်တွေ့သူမအခန်းထဲဝင်ကတကားကိုပိတ်ပြီးခန့်ကျုပ်ထိုင်ချကမျက်နှာမောက်ကဟီကနေငိုချလိုက်တယ်ကိုနဲ့ညီစွန်းခဲ့လို့ကိုကိုယူမဖြစ်ရမယ်ဆိုတာသိပေမဲ့လေတွေ့ကြခိုးရလည်းမလိုက်ချင်ကိုဘက်ကလည်းလာရောက်တောင်းရမ်းယူဖို့အဆင်မပြေသေးပြီတွေ့ကြကိုသူမပေါ်လှုပ်ရက်လို့စိတ်နာခြင်းမင်းသူမဘဝလေးကစွန့်တင်သွားပြီမလို့လိပ်ပြမလုံတော့ပြီကိုကိုလမ်းခွဲပြီးတခြားတယောက်ကိုလက်ထပ်ဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ကိုနဲ့မှားယွင်းခဲ့ပြီမို့ကိုကိုပဲဆူဆူကောင်းကောင်းလက်တွဲရမယ်ကိုနဲ့ကိစ္စသာတွေ့ကြမိပါရီအကိုတွေသာတိသွားရင်ပြီးတော့တွေ့ကြလေဣတုံလို့ခလေးရလာခဲ့ရင်အိုးတွေ့ကြဘာလို့တင်လေတွေ့ကြဘဝလေးအယောင်စွန့်တင်ခဲ့တွေ့ကြရဲ့ဂုံတိတ်ခါသာအခုလိုလူသိရှင်ကြအပုတ်ဖြစ်သွားခဲ့ဟင်းအပြစ်မခံနိုင်တွေ့ကြမိပါရီကိုတစ်ချက်ကနေနှစ်ချက်မဖြစ်စေခြင်းတွေ့ချိုစိတ်ကိုတင်းငိမ်စွာထားပြီးစွန့်ပြစ်ချက်ချလိုက်ပါတယ်။ပြီးတော့ဖုန်းကိုလှမ်းယူ၍ချစ်သူကိုမက်ဆေ့လှမ်းပို့လိုက်တယ်။ကိုတွေ့ချိုကိုဒီညလာခိုးပါ။ခိုးပြေးပြီးနေရမြောင်နေ။တွေ့ချိုတို့ဘာဆက်လုပ်ရမလဲကို။ဘာဆက်လုပ်ရမလဲပတ်စံလန်ကုန်နေပြီ။ဒီလောက်ဆိုတွေ့ရင်ကလည်းသိနေပြီ။ကိုရင်ကိုလည်းအကြောင်းကြားရမယ်ဖုန်းဆက်ရမယ်။တွေ့နေကိုမျိုးတွေကကြောင်ကြားတဲ့တဲကိုကန်တစ်ခုမှလာပုံးနေကြခြင်းဖြစ်ပါတယ်။ခိုးပြေးတဲ့နေ့ကကိုမှပတ်စံမပါလာ၍တွေ့ချိုရဲ့အမေဆင်ပေးထားတဲ့မောင်ကွင်းလက်စွပ်ကိုအပေါင်ဆိုင်မှာ2 သိန်းနဲ့အပေါင်ထားလိုက်ရတယ်။နေ့ရက်အတွင်းမှာတဲကိုကန်ကစားစည်ရည်နဲ့လက်စွပ်ပေါင်လိုက်တဲ့ပတ်စံ2 သိန်းကအကုန်နေပြီ။တွေ့လဲတွေ့ရင်ကိုဆက်ကိုလည်းကိုစီကိုဆက်လိုက်မယ်။သူကတစင်အမေကိုပြောခိုင်းလိုက်မယ်။တော့ကြနေအမေစင်မကောင်းဖြစ်နေမှာဆိုလို့ကိုကဖုန်းယူပြီးအခန်းထဲကထွက်သွားကရန်ဒါဖက်ထွက်သွားတယ်။တွေ့ချိုသာအခန်းချင်းနဲ့အသက်ကိုဝအောင်ရှူပြီးအမေစီဖုန်းဆက်ဖို့အောင်းမရတယ်။ခဏကြာတော့ကိုပြန်ဝင်လာတယ်။မျက်နှာတော့တိတ်မကောင်းပြီ။ကိုကြီးကပြောတယ်။တွေ့ကြမိပါရီစီပြန်အပ်ပေးမယ်တဲ့။ဟင်တကယ်လား။တွေ့ကြဝမ်းသာသွားတယ်။ကိုကကောင်းငင်ပြပြီးတွေ့ကြတို့မိပါရီစိတ်တိုင်းကြမင်္ဂလာပြန်ဆောင်ပြီးမယ်တဲ့။ဒါပေမဲ့ကိုတို့မှစီးပွားရေးတိတ်မပြေလေဘူးတွေ့ကြ။မင်္ဂလာစည်းကိုတိတ်ပြီးမတောင်းတွေ့ကြအမေကိုပြောထား။အခုတောင်ကို့အမေကအယမ်းငိုနေတာ။ကိုကအငယ်ဆုံးသားထွေးဆိုတော့အမေအယမ်းစိတ်မကောင်းဖြစ်နေတာ။ကဲတွေ့ကြအိမ်ကိုဖုန်းဆက်ထား။ကိုစားစရာတခုခုသွားဝယ်အောင်မေတဲချိုဘာမှမပြောသေးခင်ကိုကဆိုင်ငယ်တော့ယူပြီးထွက်သွားပါလိကိုစကားတွေကရင်ထဲခုသွားပြီမေပြန်လိုက်အပ်ပြီးမေဆိုတဲ့ကိုရဲ့အကိုကြီးကိုကျေးဇူးတင်မိပါလိတဲချိုအမေစီမရက်တည်းဖုန်းဆက်တော့အမေကငိုတယ်မိုက်လိုက်တာသမီးရဲ့တဲ့ညီအဖေညီစိတ်ကြောင့်အိမ်ရလေးလဲသွားတယ်ဘာလို့ဒီလိုလောက်ရက်ကိုလောက်ရတာလဲချစ်သူရှိရင်ပြောပြပါလားလူစိုးလူကောင်းခွဲချပြီးလက်ခံပေးမှလို့ပြောတယ်အမေကိုတောင်းပန်စကားဆိုကကိုမိဘတွေပြန်လိုက်အပ်ပြီးမင်းအကြောင်းပြောတော့အမေကလက်ခံပေးခဲ့တယ်။ကိုကသမီးရှင်မေလက်မခံပေးကိုသမီးပဲနစ်နာပြီးညနာငယ်ပါပေါ့တဲ့။ကျေးဇူးပါမမေရဲ့ဒီသမီးမိုက်တောင်းပန်ပါတယ်။ကိုရဲ့အကိုနဲ့ဖခင်ဖြစ်သူရေးပြီးတော့ကိုတို့အနီးနာကရမီရဖ900လောက်ခေါ်ပြီးတွေ့ချိုတက်ကိုပြန်လိုက်အပ်ပေးဖို့ပြင်ဆင်ကြတယ်။ကိုအမေနဲ့အမကရန်ကုန်ကနေချင်းဆင်းလိုက်လာဖို့အဆင်မပြေလို့တော့ပြောတယ်။ကိုနဲ့တွေ့ချိုကဆိုင်ရနေပဲဖြစ်ပြီးကျန်တဲ့သူတွေကကားနဲ့ဖြစ်ပါတယ်။တွေ့ချိုတို့ဆိုင်ကရက်ွက်တွေရောက်လာတာနဲ့တွေ့ချိုရင်တွေတုံတွေကခေါင်းကိုတွင်ငုတ်ထားမိရဲ့တွေ့ချိုယောက်ျားနောက်လိုက်သွားတယ်လို့ရက်ွက်တွေအခုဆိုနာမည်ကျော်နေရောပေါ့
အိမ်ရောက်တော့ရက်ွက်တရားလူကြီးတွေရောအဖိုးအဖွားအတော်ရီအားလုံးလေးစုံလင်စွာရောက်နေကြပြီဖြစ်ပါတယ်။အခုနှစ်ယောက်လုံးကိုတော့မတွေ့ပြီ။အဖေကတော့မျက်နှာဖြူဖက်ကလူမမာဟန်ပုံပေါက်နေပြီးတွေ့ကြကိုလည်းမကြည့်။အမေကလည်းမျက်ဝန်းအိမ်ရဲနေပါတယ်။အတော်ရီကတော့သူမကိုအပြစ်တင်နေခြင်းမမှာတွေ့ကြလူကြီးတွေပြောတာကိုကောင်းကောင်းလေးရတာနားထောင်နေပါတယ်။ဒါဆိုမိန်းကလေးရှင်ဘက်ကဘယ်လိုလုပ်မလဲ။ကျမတို့လည်းမပြောတတ်ပါဘူး။ရက်ွက်လူကြီးတွေကောင်းတယ်လို့စီစဉ်ပေးကြပါ။သမီးမင်္ဂလာဆွန်ကျွေးအတွက်လည်းအရက်ကိုအပ်ပါတယ်။တွေ့ကြတို့မိသားစုကအရက်အသင်းဝင်ထားတာကြောင့်တွေ့ကြမင်္ဂလာကိစ္စကိုအရင်အပ်လိုက်တာဖြစ်ပါတယ်။ဒါဆိုမင်္ဂလာဆွန်ကျွေးမှာဆိုတော့လူမေမင်္ဂလာစေးကို30တောင်းပြီ။သူတို့သားရှင်ဘက်ကရောအဆင်ပြေရလား။ဟုတ်ကဲ့သမီးရှင်ဘက်ကစိတ်တိုင်းကြဖြစ်စေရပါမယ်။ကို့အဖေကပြီးတော့တွေ့ကြတို့မင်္ဂလာဆွန်ကျွေးကိုရက်သိမ့်မကွာပဲအမြင်စီစဉ်ကြတယ်။မိမိဘတွေကဘလို့လဲတွေ့ကိုတို့စီမှာစီးပွားရေးကြက်တင်းနေတာပါဆိုမင်္ဂလာစေးကို30တောင်းတာမလုံလုံလားအခုငါအကိုနဲ့ငါအဖေမှာအလောက်ကကြုံငွေထုတ်ရဟိုလူစီကချေရနေဘလောက်အားနာစရာကောင်းလေတွေ့ကြကိုပြန်လိုက်အပ်ပြီးရနဲ့ကိုနဲ့တွေ့ကသူမအိမ်မှာကြံရရတာဖြစ်ပါတယ်တွေ့တယောက်တည်းနေခဲ့တဲ့အခန်းကိုနှစ်ယောက်နေဖို့ပြင်ဆင်နေတော့ကိုကဖုံးပြောရာကနေပြန်ဝင်လာပြီးမျက်နှာပြက်စွာပြောလာတယ်ဘာကိုလဲကိုရေမင်္ဂလာစေးကအမေတို့တောင်းတာမှမဟုတ်တာရက်ွက်ကတောင်းတာလေကိုကနိုင်ရန်ကိုအားရပါရမိချပြီးတက်ပြင်းရှည်ကြီးရှိုက်တယ်အခုမင်္ဂလာစေးအတွက်ကို့အဖေအလောက်ကကျုံငွေထုတ်လိုက်ရတယ်မပြည့်သေးလို့တခါအတိုးနဲ့ချိလိုက်ရတယ်ကိုတို့မှအရင်ကြက်တင်းနေကြတာတွေ့တိလျက်နဲ့တွေ့တိလို့ပဲမင်္ဂလာစွန်းကြီးကိုအချင်းကြုံလောက်တာပေါ့ကိုရေတွေ့ဟင်မင်္ဂလာဆောင်ပြီးလို့ပြန်ရတဲ့လက်ဖွဲ့ငွေတွေကိုတွေ့မိဘတွေကိုပေးရမှာလားအမေတို့ကယူမှာမဟုတ်ပါဘူးကိုတွေ့တို့ကိုအလုပ်လုပ်လို့ရအောင်ပေးမှထင်နေအခုလေတွေ့ကိုအမေဆင်ပေးထားတဲ့လက်ဝဲလက်စားတွေကိုအမေကမင်္ဂလာလက်ဖွဲ့ပေးလိုက်တယ်အာဟုတ်လားကောင်းသားပြီကိုကအခုမှမျက်နှာနေပြန်ကြည့်လင်သွားပြီးတွေ့လက်ဖြားတွေကိုစုပ်ကိုင်လာကအဲ့ဆိုတွေ့ကိုတို့ပြန်ရတဲ့လက်ဖွဲ့ငွေတွေကိုကို့အဖေကိုပြန်ပေးကြရအောင်လားဟင်ဟုတ်တယ်လေကိုကြောင့်ကို့အဖေမှအကျွေးတင်သွားတာကိုအားနာတယ်ဒါကြောင့်ပြန်ပေးခြင်းနေအင်းမကို့တဘောလီတွေ့ကို့အဖေနဲ့ကို့ကိုကျေးဇူးတင်ရမယ်ဘာလို့လဲကိုအခုတွေ့မင်္ဂလာပြန်ဆောင်ရမှာလေကဲကိုအပြင်ခဏသွားလိုက်အောင်မေးအလောက်ဆိုင်တွေသွားကြည့်မလို့တွေ့အင်းကိုကဆိုင်ကေတော့ယူကထွက်သွားပြီမင်းတွေ့ကငုတ်တုတ်အတွေးလွန်ကထိုင်ကြရင်နေကိုစကားတွေ့ရင်နဲ့ခက်ဆူဆူထိချက်ပြင်းပါတယ်ကျေးဇူးတင်ရမေးတဲ့ကျေးဇူးတင်ရတယ်ဆိုပေမဲ့ဒါဟာသားရှင်တွေလုပ်ပေးရမယ်ဝိတရားပဲလေကိုရေပတ်စံ30နဲ့လောက်ငအောင်မင်္ဂလာဆောင်ရမှာဘယ်လောက်မျက်နှာငေးရတယ်လေကိုတွေးမိရဲ့လားတသက်မှာတစ်ခါသာဆောင်ခွင့်ရတဲ့မင်္ဂလာပွဲကိုတွေ့ကောင်းဝင်ဖြူဖြူကြီးဝစ်ပြီးခမ်းမတွေခေါင်းလေးမော့ကကြော်ကြော်မော့မော့ဖြစ်ချင်တာဒါဟာတွေ့ရဲ့အိမ်မက်တစ်ခုလေဒါပေမဲ့တွေ့ရဲ့အိမ်မက်တွေ့ရဲ့တန်ဖိုးကိုတွေ့ကိုယ်တိုင်ချနေခဲ့တာမလားမင်္ဂလာစွန်ကြီးကနီးနီးကက်ကက်မို့အမြန်လေးစီစဉ်ရတယ်လို့လူဆောင်အောင်လဲဖိတ်စာလိုက်ဖိတ်လိုက်ရတယ်ကျောင်းတော်ကတငယ်ချင်းတွေကိုအကုန်လိုက်ဖိတ်မင်္ဂလာဆောင်ကတချမ်းကက်မို့လက်ဖွင့်ငွေကတိတ်ရမှာမဟုတ်ပေကိုကဒီနေ့သားမဟုတ်လို့တွေ့အသည့်တွေကြီးပဲကိုဟိုးအရှိကအိမ်လေးမှာရက်ပြီးတငယ်ချင်းကိုဝင်ဖိတ်ချင်လို့မင်းဟာလည်းမပြီးတော့ကို့မှာအလုပ်တွေတန်းစီနေရဖိတ်စာလည်းမကုန်တော့ပြီးတော့မှာပါကိုရေဒီတငယ်ချင်းဟာနောက်ဆုံးကဲပြီးရောကွာဖိတ်စာလိုက်ဖိတ်တာနေ့တစ်ဝက်ကုန်သွားတာကြောင့်မျက်နှာဟာတိတ်ပြီးမသားရစူပုတ်နေပါတယ်ဝက်ငါပွဲနော်ဖြစ်အောင်လားသိလားရုံကိုမယုံနင်းယောက်ျားယူတာငါယောက်ျားချောလားကျောင်းတော်ကတငယ်ချင်းမင်းခန့်ကိုဖိတ်စာဖိတ်တော့မင်းခန့်နှမျောဟန်ကြီးကြည့်ပြီးငါဖြစ်အောင်လာပါမယ်ဘာပဲဖြစ်ဖြစ်နင့်ပွဲပဲအေးပါဒါဆိုငါပြန်ပြီကိုကဆိုင်ငယ်ပေါ်ကမစင်မင်းမင်းခန့်ကိုစူပုတ်ပုတ်နေကြည့်ပါတယ်မင်းခန့်ကိုနှုတ်ဆက်ကဆိုင်ငယ်ပေါ်ပြန်တက်တော့ဒီကောင်ဘာလဲမင်းခန့်လားတွေ့ရတငယ်ချင်းလေမင်းကသူ့စီတကူတကလာဖိတ်အောင်ဘလောက်အေးပါနေလို့လေအော်ကိုကလေသူ့ကိုလာဖိတ်မယ်ပြောထားပြီးသားဖြစ်နေလို့လေမင်းရီးစားဟောင်းမို့လားဒီကောင်ယောက်ျားချင်းကြည့်တာနဲ့သိရဲ့စောက်ချိုးကမပြေဘူးကိုကလေမင်းတဲ့နဲ့တွေ့ကြမှာဘာမှမရှိပါသူများကိုရှောက်ပြီးမဆွဆွဲပါနဲ့တွေ့တော့ရိုးရိုးတတခင်းနဲ့တငယ်ချင်းတွေတွေ့နဲ့မင်းခန့်ကိုမကြည့်မလဲဆွဆွဲလာတဲ့ကိုကြောင့်တွေ့ဒေါသတန်ဆွက်ကပြောလိုက်ပါတယ်တွေ့ချိုထက်မင်းကဒီကောင်ကိုပြောလို့ငါ့ကိုပြန်အောင်လားငါမင်းလေနော်လင်းချင်းမှားနေမယ်ကိုစကားကိုဘလို့ပြောနေရလဲတွေ့ကိုတန်တရားတွေနဲ့လာအောင်နေရကိုနော်အော်တော့ဘာဖြစ်လဲမင်းအဲ့ကောင်ထိလို့ဆက်ဆက်တိမကန်ဖြစ်နေရလားရှင်ဘလို့ဖြစ်နေရလဲဘာကွ
တွဲနဲ့မင်းခန့်ကိုဆွဆွဲပြောဆိုနေတဲ့ကိုကြောင့်သူမစိတ်ကတိမခန့်ချင်စွာပြောင်းမိပါတယ်။မင်းကဒီကောင်ထိလို့ငါ့ကိုအော်ရာပေါ့။အေးတွေ့မယ်မင်းနဲ့ငါစကားဆုံးတာနဲ့လေးပါအကုန်တင်ကဆိုင်ကယ်ကိုကြမ်းကြမ်းမောင်းလို့တွဲကြုံမှလွှင့်ကြမတဲ့။ပြန်လာကြပြီလားခဏနာပြီးထမင်းစားကြနော်။တွဲကြိုရဲ့အတော်ကရှေ့စင်နောက်စင်ဝင်လာတဲ့သူမတို့ကိုစကားလှမ်းပြောပြီးမျက်နှာအမူအရာကိုအကဲခက်ကတွဲကြိုကိုမေးထိုးပြတယ်။တွဲကြိုခေါင်းကိုလေးပင်းစွာခါရမ်းပြီးသူ့နောက်ကနေအခန်းထဲဝင်လိုက်လာခဲ့တယ်။ဘာလုပ်တာလဲ။ဘာလုပ်နေရလို့မင်းမြင်လဲ။သူ့အဝတ်စားတွေကိုကြောပေါ်ရည်တွေထိုးထည့်နေတဲ့ကိုကြောင့်တွဲကြိုနားမလည်ဖြစ်ရတယ်။မြင်လို့မေးနေရလေ။အခုကိုဘာလုပ်နေရလဲလို့ဒီမင်္ဂလာပွဲကိုဖျက်မယ်။မင်းကိုလည်းမယူနိုင်။ရေးစားဟောင်းကိုအထာပြန်ပေးတဲ့ဟာမှဘေးမှာလင်းကြီးငုတ်တုတ်ရှိနေလျက်နဲ့ကိုစကားတွေအရန်လွတ်နေပြီနော်။ပြီးတော့ဒီမင်္ဂလာပွဲကိုဖျက်အောင်ခလေးကစားစရာမဟုတ်ဘူး။ခလေးကစားနေရမဟုတ်ဘူးဆိုတာကိုသိတယ်။မင်းကိုမင်းရောအိမ်အောင်တယ်ဆိုတာသိရလား။မသိအောင်သွေးချိုးကဘာကြီးလုပ်နေလို့လဲ။သွားလိုက်တော့သွေးချိုးတဲ့ဘာမှဆက်မပြောနဲ့။မင်းကငါမယူနိုင်တော့။ကြောဖို့အိတ်ကိုယူပြီးလွှဲလိုက်ခါဆိုင်ကယ်တော့ကိုပြန်ဆွဲယူလိုက်တဲ့ကိုကြောင့်သွေးချိုးအထိတ်တလန့်ဖြစ်သွားရတယ်။ရှင်ဒါပေသွားမလို့လေ။ငါအိမ်ကပြန်မယ်။ဒီလိုလုပ်လို့ဘယ်ရမလဲ။သွေးချိုးအဆက်ကွဲမှာပေါ့။ကိုမသွားရပါဘူးမသွားနဲ့။သွေးချိုးကိုအိမ်ကြီးအဆောင်ကိုဆွဲကအသေးအတန်တားရတယ်။ကိုသာတကယ်စိတ်ဆိုးပြီးထွက်သွားရင်သွေးချိုးနဲ့မိဘတွေပတ်ဝန်းကျင်မှာအဆက်တကွဲအကျိုးနဲ့ရကြည်။မိဘတွေကိုတစ်ခါပဲအဆက်ကွဲခံမယ်။နောက်တစ်ချိန်သာဆိုသွေးချိုးပါတာတက်တည်မိလိမ့်မယ်။သွားမယ်မင်းဖေ။ဟင်မသွားရဘူး။သွေးတောင်းမှန်ပါတယ်ကိုရဲ့။နောက်တစ်ခါကိုမကြိုက်တာ။သွေးမလုပ်တော့ပါဘူး။မသွားပါနဲ့နော်။သွေးမျက်ရည်ဆက်လက်နဲ့ကို့ကိုအသနာခံကတောင်းမှန်မိပါတယ်။အေးကောင်းပြီ။သွေးချိုးထက်မင်းဆောက်ချိုမင်းပြင်နော်။သွေးချိုးကိုမျက်ထောင်ကြီးကြီးနဲ့ကြည့်ကပြောတဲ့ကိုကိုဝမ်းနဲ့ကြေခွဲစွာစိုက်ကြည့်ပြီးခေါင်းကြီးကမျက်ရည်စတွေတောက်ပါတယ်။ကိုကသူ့လက်ထဲကကြောဖို့အိတ်ကိုလွတ်ချလိုက်ပြီးသွေးချိုးအိတ်ရပေါ်ကြောကိအိတ်ချကသူ့မကိုကြောခိုင်းပြီးဖုန်းနေလိုက်တာသူမဟုတ်တဲ့အတိုင်းပါပဲ။သွေးချိုးသားအံ့ဩမျက်ရည်စတွေစီးကျနေပါတယ်။မြင်လာတော့မဆောင်ရသေးကိုရဲ့ဒေါသတကြီးဗီဇတွေကပေါ်လာတယ်။ရှစ်ဆက်ရမယ့်အနာဂတ်အတွက်သွေးချိုးရင်နဲ့ကြောက်စိတ်တွေတိုးဝင်လာပါတယ်။သွေးချိုးတို့မင်္ဂလာပွဲကကိုဗစ်ကာလထဲမှာမို့လူအများကြီးစုဝေးလို့လည်းမရပေ။ကိုနားလည်မှုနဲ့သာမင်္ဂလာဆောင်ကိုဘုန်းကြီးကျောင်းနဲ့အကျဉ်းရောက်ကျင်းပပါတယ်။ကို့အမေနဲ့အမကတော့ကိုဗစ်ကြောင့်ခီးသွားလို့မရဘူးလို့အကြောင်းပြပြီးမင်္ဂလာပွဲကိုလာရောက်ခြင်းမရှိပါဘူး။အကျဉ်းရောက်ဆိုပေမဲ့ဆွေမျိုးအင်အားတောင်းနေတဲ့တွေ့ကြိုတို့အတိုင်းဝိုင်းကြောင့်မင်္ဂလာပွဲကစီစီကားကားပင်ပြီးဆုံးသွားပါတယ်။တချမ်းကတ်ဆောင်လိုက်ရတဲ့ပွဲဆိုပေမဲ့လက်ဖွဲ့ငွေကလည်း20နီးပါးပြန်ရပါတယ်။အမေဒီလက်ဖွဲ့ငွေတွေကတစ်ဝက်ကိုမိဘတွေကိုပြန်ပေးရမယ်။သူတို့ကအကုန်ကြခံထားရတာဆိုတော့လေ။သမီးသဘောလေးပြန်ပေးခြင်းလည်းပေးဖို့တွဲချို့မိဘတွေကသူမကိုပြန်အပ်ကလေးကတင်းနှောင်းပေးထားတဲ့30ကိုလုံးဝလက်ဖြားပြီးမထိပြီတွဲချို့ကိုသာယူစီတယ်လိုအပ်မှသာတောင်းနေပြီးရင်ဘယ်နေရာမှာဘလို့ကုံလေးစင်းရင်းနဲ့တွက်ပြတယ်ကြားမှာတွဲချို့မိဘတွေစိုက်ထားရတာရှိပေမဲ့ပြန်မတောင်းတော့ပါဘူးပြီးတော့လက်ဖွဲ့ငွေတွေကိုလည်းတွဲချို့တို့သဘောစီမံခွင့်ပေးပါတယ်ဘာမှဝင်ရောက်မစွတ်ဖက်ပြီးမင်္ဂလာပွဲပြီးလို့အဝေးစားတွေလဲပြီးတာနဲ့ကိုကသူ့မိဘတွေစီတွားဖို့ဖင်တပူဘူးတွေ့ပြီးရင်တွားရအောင်လေပတ်စံယူခဲ့အောင်ဟုတ်ကဲ့ပါကိုအားလုံးရှင်းပြီကျန်တဲ့ပတ်စံကိုတွေ့ကြိုပတ်စံရည်တဲ့ထေကထွက်လာတော့အမေကသူမကိုပြုံးရွေးကြည့်ပါတယ်အမေရဲ့မျက်ဝန်းတွေကိုတွေ့ကြိုအတိတ်ပဲမဖော်တက်ခဲ့ပြီမယူပါဘူးကွာမင်းတို့လေးများပဲဒီငွေကိုရင်းနှီးပြီးလောက်ကင်စားတော့ကြမင်းလည်းအဖေစီမှာပဲအလုပ်ပြန်ဆင်းပေါ့မယူလို့ပေဖြစ်ပါမလဲအဖေချေးထားရတာမလားမချေးထားပါဘူးလာကကျိုးထုတ်ထားတာဒါပေမဲ့မင်းတို့ကိုလက်ဖွဲ့ပေးထားပြီးသားပဲကိုကသူ့အဖေပတ်စံပြန်မြူတော့မျက်နှာတိတ်မကောင်းပြီဒါဆိုလေအဖေ3ကျင်တာ300 3သိန်းလောက်တော့ယူထားရလေအေးပြီးရင်ကိုကြီးလည်း2သိန်းပေးပြီနော်သူ့အဖေနဲ့အကိုကိုပတ်စံ5သိန်းပေးပြီးကြောလိုက်ကလိုက်တောင်းတဲ့နေတော့ကလိုက်ပေးလူကြီးသူမတွေကိုလည်းတင်းနှံနေဝဲကကြောလိုက်ပါတယ်ပတ်စံ5သိန်းပေးုံသွေးကို့အဖေစီကပြန်လာတော့ဝေမန်နီးဆိုင်အရှိမကိုကဆိုင်ငယ်ထိုးရက်ပြီးလက်ဖြန့်ကတွေ့ချိုစီကနေပတ်စံ5သိန်းတောင်းနေဘာလို့မလို့လဲကိုတွေ့ချိုနားမလဲစွာပြန်ပြီးတော့ကိုကစိတ်မရှိတဲ့မျက်နှာထားနဲ့တွေ့ချိုတန်ကြည့်လာပြီးအမေစီလွှဲပေးမလို့အဖေလက်မခံမိမအမေကိုပြန်ပေးရမှာပဲ။အော်အင်းပါတွေ့ချိုဘာမှဆက်မပြောပြီးပတ်စံအိတ်ထဲခောက်ထည့်ထားတဲ့5သိန်းအုပ်ကိုထုတ်ပေးလိုက်ပါတယ်။တွေ့တော့မင်္ဂလာဆောင်ပြီးရနဲ့တွေ့မိဘတွေကတခြားမှတီးတန့်ထွက်မနေစေပဲအိမ်နောက်ချမ်းကိုအဖေလေးထုတ်ပေးပြီးလင်းများနှစ်ယောက်နေဖို့အခန်းကျလေးလုပ်ပေးပါတယ်။မိမိကတွေ့ကိုတကူတကအိမ်ခွဲပြီးထမင်းဟင်းမချက်ခိုင်းမင်းအမေကထမင်းဆိုင်မှာပဲတွေ့ကိုဝိုင်းကူလုပ်စီကလင်းများနှစ်ယောက်လုံးကိုလည်းဆိုင်မှာပဲစားစီတယ်။ကိုရီလင်းများကြီးတီးတန့်ချက်ဆိုင်
အိုးဝဲခွက်ဝဲနဲ့အပေါ်ဝင်ဝင်ကုန်ပါမနေခေတ်ကာလအနေထားကလည်းကုန်စည်နှုန်းအရဆိုရင်ပတ်စံ1000ကလင်းများ2ယောက်တစ်နေ့စီဖို့ပဲလောက်ငါနိုင်နေပြီးတော့ကိုလောကတရက်ကိုဘယ်လောက်ရတယ်လဲဆိုတာတွေ့မသိပြီကိုကသူ့မိသားစုနဲ့ကန်ထရယူကစောက်တာပဲသိထားတယ်ကိုကိုကတစ်တော့ကဟာတာတွေကိုကြည့်ရင်တွေ့ကိုလက်မကြည့်ပဲအတန်ပြန်ပေးတယ်တွေ့ခင်မဖြစ်သူအနာမှာစောင့်ကြောက်လေးဝင်ထိုင်ကတွေ့တို့မင်္ဂလာဆောင်ပြီးတာပဲတပတ်လောက်ရှိနေပြီအခုဒီတရားဝင်လက်မှတ်လည်းမထိုးရသေးဘူးဘာလို့ဖို့ထိုးနေအောင်မလဲမင်္ဂလာဆောင်ပြီးပြီပဲဟာလက်မှတ်ထိုးတာပတ်စံကုန်နေဒါပေမဲ့ကိုလက်မှတ်ထိုးထားတာကတပန်းတာတာပေါ့ဘာအတွက်ထိုးရမှာလဲတွေ့ကိုနဲ့မင်္ဂလာတရားဝင်ဖြစ်နေပြီပဲဘာတွေတွေးဖို့နေရလဲမင်းဘောကိုဖောက်ပြန်ဖို့လုံးဝစိတ်ကူးမရှိဘူးတွေ့လဲဖောက်ပြန်ဖို့ပြောတာမဟုတ်ပါဘူးကဲဒါဆိုထားလိုက်တော့ဒါနဲ့ကိုဘာလဲစကားများလိုက်တာတွေ့ရဲ့တနေ့ကိုပင်ပန်းထားရတော့ညဘက်လေးအေးစစ်စစ်ပေးနာပါအောင်လားစကားကြီးများနေတာကိုကလေတွေ့တော့ညဘက်မှာအေးစစ်စကားပြောရတာလေကိုကလည်းမနဲ့ဆိုအလုပ်တစ်ဖက်နဲ့ညဆိုလည်းပြန်လာရင်ဖုန်းကြည့်ပဲလေမရအေးစစ်တိုင်မင်လို့ကိုမရအောင်ကဲဟုတ်ပြီမင်းဘာပြောချင်လဲပြောကိုကစိတ်မရှိစွာပက်လက်အိမ်နေရကနေထထိုင်လိုက်ပြီးဖုန်းကိုပေးချကတွေ့မျက်နှာကိုစိုက်ကြည့်တယ်မင်္ဂလာလက်ဖွဲ့ကြံတဲ့ပတ်စံကိုတွေ့စေးရောက်ဖို့အရင်ကြီးလေးလောက်မလားလို့တွေ့ရဘာလောက်ချင်တာလဲတွေ့ရအထေပဲရောင်းတတ်တာဆိုတော့အထေတွေကိုတိုင်ကနေတဆင်ပြန်ယူပြီးဆိုင်မှာလက်ကုန်မီနဲ့ပြန်ရောင်းမလားလို့စင်ပြေပါမလားပြေးမှာပါအရင်ကလည်းတွေ့လောက်ဖူးတာပဲအရင်လည်းရောင်းရတယ်တွေ့အမေရဲ့ထမင်းဆိုင်အနာမှာစားတောက်ဆိုင် KTV ဆိုင်ကျွန်းနေရှိပြီးအဲကကောင်မလေးတွေကဆိုင်မှာထမင်းလာစားနေကြမှုတွေ့နဲ့လည်းရင်းနေတယ်ကောင်းမေထင်လောက်ပေါ့အရင်နေထုတ်ပြီးဖို့ကို့မှာတော့ပတ်စံမရှိဘူးတွေ့ပတ်စံကတိတ်တော့မကြအောင်ဒါပေမဲ့တွေ့ဆွဲကြိုးလေးတွားရောက်လိုက်မိလေအဆင်ပြေမှပြန်လို့ရတာပေါ့သဘောလေးတွေ့ကဲပြီးပြီမလားအေးအောင်လာခဲ့ကိုကတွက်ခန္ဓာကိုအတင်းဖက်တွေပြီးအေးရပေါ်လဲချတော့တွေ့တိတိတသားယုံလိုက်ခါနေပါအောင်ကိုရေတွေ့ဒီနေ့တိတ်နေမကောင်းလို့ပြီးတော့တွေ့တားစီလည်းမထိုးရသေးလင်းများဖြစ်လာမှဒီຢာတွေကိုညှင်းပယ်ခွင့်မရှိဘူးတွေ့လက်ခံရမှာပဲကိုယောက်ျားစိတ်တိုင်းကြလက်ရောပေးရမှာမင်းတာဝန်မင်းတွေ့တကယ်လေကိုဆန္ဒကိုညှင်းပယ်ခွင့်မရပဲမကြည့်မဆန်နာကျင်မှုတွေနဲ့အတူကိုရင်ဝင်နဲ့ပြပြဝေးလေရဲ့အိမ်တော်လေးတယောက်ဖြစ်လာရင်ဒီຢာတွေဟာလွန်ဆန်ခွင့်မရတော့တာလားစိတ်မပါလေကိုယောက်ျားရဲ့အလိုရမက်ကိုဖြည့်ဆည်းပေးရမှာလားတွေ့ခင်မဖြစ်သူကိုအတီးပေးပြီးနောက်ရမအထေရောင်းမှုပြင်ဆင်နေလေပင်ရလို့ဆိုပြီးအကြောင်းပြချက်ပေးတာအပြိုတော့ကအမေစင်ပေးထားတဲ့ဆွဲကြိုးကိုဆိုင်မှာတွားရောက်လိုက်ကအထေလေးကိုထည့်ပြီးရင်းနှီးလိုက်တယ်ကိုကတော့ကောင်းနေဆိုးတဲ့တကွက်မှမပြောပြီးတွေ့လုံးသမျှလက်ခံပေးပါတယ်တွေ့တို့လင်များနှစ်ယောက်အတွက်အမေအိမ်မှာခိုးကပ်ပြီးစားတော့ဖို့မပူပင်ရပေမယ့်တွေ့အားနာရပါတယ်ကိုထမင်းစားတော့မလားထမင်းခုလိုက်တော့လေကိုကအမေတို့ကိုအားနာတယ်လို့ပြောပြီးဆိုင်မှာဘယ်တော့မှသူ့လက်သူ့ချီမခုမခက်စားတတ်ပြီးထမင်းခုကအားလုံးတွေ့ပြင်းစင်ပေးရကထမင်းစားပြီးလဲအလိုက်တတိပကံစေးပေးပါတယ်ကိုမိသားစုတွေလာနေတဲ့ယောက်ျားမို့အဲ့ယောက်ျားကိုမျက်နှာမညှို့အောင်တွေ့အလိုလိုက်ပေးပါတယ်ပြီးတော့ကိုကလည်းမတောက်တဲ့မစားတဲ့ရိုးသားအေးဆေးနေတတ်သူမို့တွေ့မိပါတွေကလည်းကြီးကြီးဖြူဖြူရှိပါတယ်အောင်ကန်ထမင်းစားပြန်တော့ဒေါ်လေးနင်တို့လင်မယားကိုပြောရအောင်မင်းဘာများလဲဒေါ်လေးတွေ့ရဲ့အတော်ကကိုထမင်းစားနေတဲ့ထိုင်ကုန်ရဲ့ခက်လန်းလန်းမှာဝင်ထိုင်ပြီးနင်တို့လင်မယားခလေးယူဖို့အဆင်သင့်ဖြစ်ပြီလားဗျာမြူသေးပါဦးဒေါ်လေးဒါဆိုမင်းမိမကိုတားစီးလေးပါလေးကြိုတင်ကာကွယ်ဖို့ထိုးခိုင်းအောင်လေဒေါ်လေးစကားကြောင့်ကိုကတွေ့မျက်နှာကိုပြန်ကြည့်တယ်ဟုတ်သားပဲတွေ့တားစီးထိုးဖို့လုံးလေမင်းမိမကဘာမှသိတာမဟုတ်ဘူးဒေါ်လေးအတီဆီယာမညက်နေကြဒေါ်လေးကိုလာကြည့်ပေးဖို့ပင့်ထားတယ်လာကြည့်ဖို့ဒေါ်လေးကိုလာကြည့်ဖို့ပင့်ထားတယ်အဲကြမင်းမိမကိုတခါလေးစီးထိုးပေးလိုက်မယ်အဲ့ဒါမင်းကိုအတိပေးတာဟုတ်တော်လေးအေးစားကြအလုပ်ရောအဆင်ပြေရလားပြေပါလေတော်လေးဒါပေမဲ့နောက်အပတ်ဆိုစိုက်ပြိုင်ရဖို့ရှိရယ်ရွာဘက်မှာဆိုတော့အလန်းဝေးတော့ဟိုမှာပဲအလုပ်ပြီးရဲ့အထိနေရလိမ့်မယ်ပြီးတော့ချက်ပြုတ်စားတော့ဖို့အဆင်ပြေအောင်တွေ့ကိုလည်းခေါ်သွားရလိမ့်မယ်ကိုကြီးတို့ကတော့ဟိုမှာကြိုးရောက်နေကြပြီလေပြီးမှလိုက်သွားရမှာကျွန်တော်ကကိုကဒေါ်လေးတို့ကိုပြောသလိုနဲ့အမိကိုလှမ်းပြီးအသိပေးပါတယ်အင်းဘောလင်းသွားရမယ်ဆိုတော့မိမပါလိုက်ရမယ်ပေါ့ကိုစကားကြောင့်တွေ့စိတ်ညစ်သွားရပေမဲ့လေအမေတို့ကလည်းခွင့်ပြုပေးထားတာကြောင့်အထွတ်မတက်တော့ပါကိုကထမင်းစားတော့ပြီးရနဲ့အလုပ်ပါနေရဲဆိုတာညနေဘက်အလုပ်မစင်းရတော့ဘူးပြောပြီးအိမ်ပြန်ကသွားနာတယ်အမေတမီသူ့နောက်ကိုလိုက်သွားရင်ဆိုင်မှာဘယ်လိုလုပ်မလဲရပါတယ်နင်းတော်လေးရှိတာပဲလင်းသွားရင်မရပါလိုက်ရမှာပါအမေတို့ကဆိုင်မေးဆိုင်တော့တာညီကိုမပိုင်တော့ဘူးအေးမင်္ဂလာဦးဆိုတော့ခွဲနေလို့လည်းမကောင်းဟုတ်တွေ့အမေကိုဘာမှပြန်မပြောပဲကိုစားပြီးထားရခဲ့တဲ့ပကံတွေကိုစေးကြောလိုက်ပါတယ်ညနေကျတော့ဆီအောင်ဝင်မအစောကြီးလာတော့
သူမှလည်းကိုဝင်သားစေးတစ်ခါလေးထိုးလိုက်ပါတယ်ထိုးစေးနဲ့စားစေးမှာစေးတောက်ရပြည့်တဲ့တွေကထိုးစေးပဲထိုးလိုက်ပါတယ်ကလေးတယောက်ယူဖို့ကမလွယ်ပါဘူးကိုနဲ့လွန်ကျူးမိပြီးပိုက်ကြီးမှာဆိုကအမြန်ယူလိုက်ရပေမဲ့တွေ့မှာကိုဝင်လက္ခဏာဘာမှမခံစားရအခုလေဆရာဝန်ဆက်သက်တော့တွေ့မှာကိုဝင်ရှိမနေပါတွေ့အစောကြီးယောက်ျားယူမိတာနည်းနည်းနောင်တရသွားပေမဲ့ချစ်ရသူနဲ့အတူနေရတာမို့ဒါလည်းတစ်မျိုးကောင်းနေလို့စိတ်ကိုဖြစ်တွေးတယ်တွေ့အမိဆိုင်မှာဝိုင်းကူပြီးအလုပ်ပြီးတော့အိမ်ပြန်ဆင်းလာခဲ့တယ်အိမ်ရှိအခန်းမှာအကိုလက်ရှိနေတာကြောင့်နည်းနည်းကြောက်ပေမဲ့အကိုလက်ကသူမကိုမကြည့်တာမို့သူမတို့အခန်းရှိအောင်ဝင်လာခဲ့ပါတယ်အကိုတွေကတွေ့အစောကြီးယောက်ျားယူလိုက်တာနဲ့မျောပြီးဒေါသထွက်ကြပေမဲ့လေကြီးကြီးမားမားပြဿနာမဖြစ်ခဲ့ကောင်းနေဆိုးတယ်လို့လေမဝေဖန်ကြပဲသူတို့ဘာသာနေကြပါတယ်အိမ်ခန်းထဲစောင့်ဝင်လိုက်တာနဲ့လုံထွေးနေတဲ့အိယာကင်းချင်တော်နဲ့စောင့်နေကြောင်းတွေ့အမောဟိုက်သွားပါတယ်ပြီးတော့အကွင်းလိုက်ချွတ်ပုံထားတဲ့အတွင်းငံပေါင်းမီနဲ့လိမ့်လျက်ပေါင်းမီရဲ့တံမော်ပြစ်တင်ထားတဲ့အင်ကြီးကွင်းလိုက်လူကကြအိယာပေါ်ကြကြနနနေရယူကခြေချိတ်ပြီးဖုံးကြည့်နေကိုကလေအိယာလေးပါလေးမသိမ်းအားလုံးလုံးထွေးရှုပ်ပွားနေရပြီဒါကတွေ့လို့ရမယ်အလုပ်လေးကွာကိုကဘာလို့သိမ်းရမှာလဲတွေ့တယောက်လုံးရှိနေရကိုလို့เสียလိုအပ်သေးလို့လားဟာတွေ့ဆိုင်သွားတဲ့အချိန်ကအစောကြီးကိုကအိတ်နေတဲ့ဟာဘလို့သိမ်းရမလဲဒါဆိုလေအခုသိမ်းလိုက်ပေါ့စကားများလိုက်တာနားကြီးစိတ်ထဲအောက်မြက်သွားပေမဲ့ဆက်ပြောရင်လည်းစကားများရမှာမို့တွေ့နှုတ်ပေးလိုက်ပါတယ်သူနဲ့စယူလိုက်ပြီးခဲ့တဲ့အဲ့အချင်းဆိုတွေတွေ့လာရတယ်အိမ်အလုပ်တွေအားလုံးဟာတဲလုပ်ကိုလုပ်ရမယ်အလုပ်လို့သူသတ်မှတ်ထားပုံရပါတယ်အိယာခင်အိယာသိန်းအဝိလျှော်ပကန်းစီအဝိမိဖို့တိုက်အိမ်တန်ရှင်းအားလုံးဟာတွေ့တောင်ဝင်ကြီးပဲဟယ်လိုမမလားဘာလုပ်နေလဲအမေရောနေကောင်းလားတဲ့အဝိတေမိဖို့တိုက်နေတော့အခန်းထဲကသူ့အိမ်နဲ့ဖုန်းပြောနေတဲ့အတန်ကြားရတယ်ခဏကြာတော့သူ့အိမ်ရှိကိုထွက်လာပြီးတွေ့ကိုဖုန်းလာပေးမမကဖုန်းပြောမလို့တဲ့မမကသူ့အမဟယ်လိုမမတွေ့ချိုတက်လားသူ့အမကစကားပြောတာဖြည်းဖြည်းအေးအေးဖြစ်ပြီးတွေ့ချိုအပေါ်လည်းချွတ်ချွတ်သားသားပဲအောင်ခန့်ကိုတီးခံပြီးနော်သူကအငယ်ဆုံးဆိုတော့နည်းနည်းပူကြခြင်းနဲ့အမြဲသူပဲအနိုင်ရခြင်းတာဟုတ်မမညီမတို့ခုပြေးသွားတော့ကလည်းငိုပြီးဖုံးဆက်လာသေးသူအတင်းယူခြင်းလို့မဟုတ်ဘူးတဲ့ညီမလေးကလာခိုးခိုင်းလို့ယူရတာပါဆိုပြီးတကယ်လူဆိုးကောင်သူ့အမကိုပြောချင်တာပြောပြီးရင်းနေနိုင်ပေမဲ့တွေ့ချိုကမရင်းနိုင်မင်းသူ့ကိုအောင်တက်တက်ပြန်ကြည့်တယ်သူ့အမဖုံးချပြီးတော့တွေ့သူ့လက်ထဲဖုံးပြန်ထည့်ပြီးကကိုကဘာလို့ဒီလိုစကားမျိုးပြောရတာလဲဘာလို့လဲတွေ့ချိုကအတင်းလာခိုးခိုင်းလို့ခိုးရတာပါဆိုပြီးမဟုတ်လို့လားတွေ့ပဲအတင်းခိုးခိုင်းပြီးသူကပြုံးဆဆနဲ့တွေ့ကိုကြည့်ပြီးပြောတယ်သူများသမီးပြို့ကိုကာမအတင်းယူထားပြီးတာဝန်ယူရမှာပဲကိုအခုကိုဘက်ကအမျိုးတွေကိုစကားကြောင့်တွေ့ကိုဟာတိုက်တော့မှသိလားမင်းကမမပြောတာအောင်မကျင်မနဲ့ဖြစ်နေရလားအဲ့လောက်ဖြစ်သေးမနေနဲ့မင်းတယောက်တည်းမိမမဟုတ်ဘူးအခုခေတ်မှာလိန်ဆက်ဆံပြီးပြက်ကြတဲ့အတွေ့တွေအများကြီးပဲအာယုံမင်းဒါလေးပြောတာကိုလာပြီးနင့်နာပြနေဒါလေးပြောတာလေလားကိုတွေ့ချိုရဲ့ဘဝကဒါလေးမဟုတ်ဘူးကိုရဲ့တွေ့ချိုရဲ့တွေးဖို့နေတဲ့စိတ်တွေနင့်နာမှုခံစားချက်တွေတွေ့ချိုရဲ့ဂုံတိတ်ခါမိဘတွေရဲ့ဂုံတိတ်ခါအတွက်အဲ့လန်ကိုရင်နာနာနဲ့ရွေးခဲ့တာကိုတိလျက်နဲ့အပြစ်လွန်အောင်ခေါင်းရှောင်ပစ်ခဲ့တာချစ်သူကောင်တယောက်ရဲ့အလုပ်ရမဟုတ်ဘူးကိုရဲ့တွေ့ရအတင်းလာကိုခိုင်းလို့ခိုးရပါတဲ့လားကိုတွေ့ရင်တဲ့စကားတွေကအောင်မြတ်နာကျင်လွန်းလာပါတယ်အပြိုဘဝတစ်ခုလုံးရင်းခဲ့ရပြီးသူ့သားတာဝန်မြူခဲ့ရင်ဆိုတဲ့စိတ်နဲ့တွေ့ချိုခြောက်ချခဲ့ရတာမင်းတယောက်တည်းမိမမဟုတ်ဘူးဆိုတာမှန်တာပေါ့ကိုပြောသလိုအတူအိပ်ပြီးမြူဖြစ်ပြီးအပြိုပြန်လို့နောက်ကိုယူမဲ့ယောက်ျားကြမှာမဖြူစင်တော့နဲ့တွေ့ချိုဘဝကိုထုတ်အပ်ပေးဖို့လိပ်ပြမလုပ်ဘူးကိုရဲ့ကိုတတလုံးပေါင်းသိရမယ့်ယောက်ျားအပေါ်ဖြူဖြူစစ်စစ်ပေးအပ်ခြင်းလို့တဘွားလုံးလိပ်ပြလုံးခြင်းလို့တွေ့ရဲ့ဘဝကိုထိမ့်သိမ့်ခဲ့တာတွေ့အပေါ်သားကိုမယုတ်မာခင်တွေ့ကိုဒီလိုသူများအလောင်းခံရမှာမဟုတ်ဘူးပြီးတော့တွေ့ဘဝကိုလေဒီလိုစိတ်ဆင်းရဲခံမှာမဟုတ်ဘူးရှင်သိလားတွေ့ကြဒီစကားတွေကိုစိတ်ထဲကနေကြီးပြောပြနေရပြားပြင်ပေါ်မျက်ရည်စတွေစီးလာပါတယ်ပါးပြင်ပေါ်မျက်ရည်စတွေစီးဆင်းလာပါတယ်မိမတွေ့အင်းကိုဘာဖြစ်တာလဲအထည်ကျွေးရောင်းရတဲ့စီးရင်တွေကိုစာအုပ်ထဲတေချာရေးမရင်လက်ကျန်အထည်စီးရင်ကိုပြန်တွက်နေရမို့တွေ့လန့်မအားပြီးဈေးထဲကအထည်ဆိုင်ကြီးကဈေးတန်တဲ့အထည်တွေကိုဖောက်သေးစီးနဲ့ပြန်ယူပြီးစားတောက်ဆိုင်ကီတီဗီဆိုင်ကကောင်မလေးတွေကိုလက်ကုံပြီးစနေနဲ့အကျွေးပြန်ရောင်းတာမှုရောင်းအောင်တက်တယ်တွေကဥတူတူအတတာဆိုပေမဲ့ဈေးရောင်းရမှာတော့နှုတ်သက်ရှာတဲ့ကိုပိုက်စာလို့ထမင်းသွားယူပြီးစမ်းပါကိုပိုက်စာနေပြီလားတွေ့လဲမစားရသေးဘူးအမေကိုညဘက်ဈေးရောင်းကိုရင်အတူစားရအောင်လေမသွားချင်ပါဘူးဟာတွေ့အဖေကဒီအချိန်ဆိုမူးနေလောက်ပြီးတော့ညဘက်ဆိုဆိုင်မှာလူရှုပ်အရက်သမားတွေကလည်းစကားများနဲ့စိတ်ရှုပ်တယ်အဖေကသူ့ဘာသာအရက်တောက်နေရပါကို့ဘာပြောတတ်လို့လဲသူ့ဘာသာနေတတ်တာပါအရက်တောက်တတ်တဲ့အဖေကိုစကားနဲ့ထိခိုက်လာတာကြောင့်တွေ့ရင်လည်းမကောင်းပြီ
မသွားချင်ဘူးဆိုမသွားချင်ဘူးကွာသွားယူပေးမှလားမယူပေးဘူးလားဒါပဲပြောသွားယူပေးမယ်ပြီးရင်အမေကိုဆိုင်ခဏရောင်းကူအောင်မေတွဲစင်းစာအုပ်တွေကိုတင်စီပြီးသူမစီးနေကြဆိုင်ငယ်တော့ကိုလှမ်းယူကထွက်လာခဲ့ပါတယ်ဆိုင်နဲ့အိမ်ကဆိုင်ငယ်နဲ့ဆိုမိနစ်20လောက်ပဲဝေးပါတယ်ညဘက်ဆိုတော့လမ်းမှာလူပြက်ပေမဲ့တွာလာနေကြလမ်းမို့တွေ့မကြောက်မိပြီဆိုင်မှာလာစားခိုင်းမှာလားသမီးဒီမှာဟေးအမေအစုံနဲ့သူကြိုက်တာစားလို့ရတာပေါ့အိမ်မှာစားရင်တော့သမီးထည့်သွားတာပဲစားရမှာပေါ့ဆိုင်မှာလူများတော့စိတ်ရှုပ်လို့တဲ့အမေသမီးတို့ကိုသွားပို့လိုက်အောင်မေအမေဘာမှမပြောတော့တွဲချိုထမင်းဟင်းတုပ်တွေဆွဲပြီးအိမ်ပြန်ဆင်းလာခဲ့ပါတယ်ကိုတွဲထမင်းတုပ်ထားရင်မေကိုဘာသာထည့်စားလိုက်နော်ဆိုင်မှာလူရှုပ်နေလို့အခုတခါတည်းထည့်ပေးသွားအခုစားမလို့အော်ဟုတ်ပါပြီတွဲဘာမှဆက်မပြောချင်တာမို့ထမင်းဟင်းကိုပကံထဲထည့်ပြီးသူ့ဘေးနားမှာချပေးရတဲ့တွဲအရှိဆိုင်ကရေတပူဝယ်ပေးခဲ့အောင်အင်းရှိကရေဦးစင်မှာရေရှိရလေမတောက်ချင်ပါဘူးဟိုလူတောက်ဒီလူတောက်နဲ့ရောနေဘသူတွေတောက်နေလို့လေအိမ်ကလူတွေပဲရှိတာအဲ့ဒါကိုမတောက်ချင်တာကွာစုပ်စကားတွေများလိုက်တာမင်းရလေပြီးရောဝယ်ပေးခဲ့မယ်တွဲချိုသူနဲ့ခွန်းကြီးစကနိုင်လူ၍မပြောချင်ပါကိုအားချစ်သူဘဝနဲ့ကြွားချစွာကိုရဲ့အကျင့်ဆိုးနဲ့အပြောဆိုတွေကဆိုးဝါးပါတယ်ပြီးတော့အငယ်ဆုံးသားပြီးတွဲချိုတက်အပေါ်လေးအနာယူခြင်းနဲ့ကိုနဲ့တဲ့တယောက်တစ်ခွန်းစကားများရင်အိမ်ရှိကအကိုတွေကြားပြီးပြဿနာတက်မှလဲဆိုးတာဖြစ်ပါတယ်ပြီးတော့တွဲချိုတို့မိသားစုကြားထဲမှာလိုက်နေရင်ကိုကိုအနိုင်ကျင့်နေလို့မဖြစ်စေခြင်းတွဲချိုနားအင်းပြီးရောဆိုပြီးကိုပြောတာကိုလက်ခံပေးလိုက်ပါတယ်ဒါကကိုဟာတွဲချိုအပေါ်အနိုင်ယူခြင်းစရာကောင်းနေပါတယ်ဒီရက်ပိုင်းကိုအလုပ်လေးပါနေရဲ့အပြင်ရွာဘက်ကိုဆင်းရမှာမို့ကိုအေးစေးအိမ်မှာပဲနန်းနေရအိမ်မှာဖုန်းနှိမ့်လိုက်ဂိမ်းဆော့လိုက်နဲ့ကို့အတွက်အေးစေးပဲအိမ်အောင်ကြတာတစ်လအတွင်းကိုဟာတွဲချိုအပေါ်ပုံမှုပြီးတော့အနိုင်ယူလာတယ်အိယာထားရင်ဘယ်တော့မှအိယာမသိမ့်ပစိုးကွင်းလိုက်တန်းပေါ်လွှားတင်စာပီတာပကံဒီဘယ်တော့မှမစီတွဲချိုပြန်လာတဲ့အထိအိယာပေးပုံထားတတ်တယ်ယူပြီးကလေးကလည်းကို့စီကတွဲချိုလက်ဖြတ်မတောင်းခဲ့ပါအမေဆိုင်ကိုရင်မဖိုးရနေရအကြောင်းဖြစ်ပါတယ်ကို့အလောက်ကလည်းတိတ်အဆင်မပြေတာမို့ပတ်စံလည်းမရသေးပြီတခါဆိုင်ကပြန်ဆင်းလာလို့အခန်းထဲရောက်လာလိုက်ရင်လေတွဲချိုရင်နဲ့မော်လျာသွားတယ်တွဲချိုလည်းအပြိုဘွားကလေးကဘိုင်းကောင်းကြောက်ပြီးမိန်းကလေးမဟုတ်ပါခင်းနေညီလွတ်လပ်နေတဲ့သူတယောက်ပါမိဘတွေကိုယ်တိုင်ကလည်းလွတ်လပ်ခွင့်အပြည့်ပေးထားတာမို့တဦးတည်းသောသမီးလည်းဖြစ်လို့အစွမ်းကုန်အလိုလိုက်ပေးတယ်မိဘတွေပေးတဲ့လွတ်လပ်မှုကိုအလွဲသုံးစားလုပ်မိလို့အခုလိုတွဲချိုဘဝထောင်ချခဲ့ပြီးဘယ်တော့မှရုံထွက်ပြေးလို့မရတဲ့အိမ်အောင်ဒီယောက်ျားနဲ့ယူပြီးမှတွဲချိုဘဝဟာတုံညဖြစ်သွားရတယ်အိမ်အောင်ရှင်မပြီးသားအောင်တွဲစူးစားပေးနေခဲ့တယ်ယောက်ျားလေးတွေနဲ့စကားပြောတာအကိုဝမ်းကွဲပင်မရပြီးတဝင်းတူတွေသူမကြိုက်တာလုံးမိရင်လည်းညဘက်မှအေးစစ်စစ်ပေးမအိပ်ပါအေးရောက်တဲ့တောက်လျှောက်တွဲချိုကိုရှိသမျှယောက်ျားတွေနဲ့တမုတ်တက်တယ်တလောကတွဲချိုကလေးကခင်မင်နေတဲ့ဦးလေးကစကားပြောရင်းတွဲချိုလက်မောင်းကိုလှမ်းထိတာမြင်ပြီးအောင်ခန့်တွဲချိုကိုဒေါသကြီးပြောဆိုတယ်အဲ့လိုကဘာလဲနင်းကိုလက်ထိရှေ့ထိပြောနေရတာနင်ကရောဘာလို့ငြင်းခံနေလဲတာရနေရလားကိုဘာတွေပြောနေရလဲအဲ့ဒါအဖေရွယ်လောက်ရှိအောင်ငါ့ကိုဘာလို့မဟုတ်မှတ်တာလဲလားဆွဆွဲနေရလဲဆွဆွဲတော့ဘာဖြစ်လဲနင်းအချို့ကိုနင်းပြင်ထားနော်ယောက်ျားတွေနဲ့ရွရွနော်နေပြီးတော့တာရနေရစကားပြောတာမရိုင်းနဲ့ဘာလို့လာဆဲနေရလဲအစဲမခံချင်းအချိုးပြောင်နေလေအစဲချင်းမိုးမွန်နေတဲ့သူ့ကိုကြည့်ပြီးတွဲချိုမျက်ရည်ကျရုံသာတတ်နိုင်ခဲ့ပါတယ်သူကတွဲချိုအတန်တူတူနဲ့ရှိုင်းကုန်နေရကိုနားကြီးရဲလို့ပြောပြီးတစ်ဖက်လေကအိတ်နေပါတယ်တခါလောက်သူ့ညီမလိုရင်းနှီးနေရဲ့အကိုတယောက်ကတွဲချိုကိုညီမလေးလို့ခေါ်ပြီးစားနောက်တာလေသူ့ရှိမှမို့တွဲချိုစကားများရပြန်နေနောက်တော့အမေကနေတဆင်အဲ့ကိုပြောခိုင်းရပါတယ်သူ့ရှိဆိုတွဲကိုရင်းနှီးစကားမပြောဖို့ယောက်ျားလေးဆိုတဝမ်းပွဲကွဲတဲ့အကိုတွေမောင်တွေကအစရင်းနှီးစကားမပြောရခဲ့ပြီစကားပြောမိတာမြင်နိနာနာဆဲဆိုပြောဆိုတတ်ပါတယ်နောက်ပိုင်းတွဲချိုသူနဲ့ရန်ဖြစ်ရမှာကြောက်လာတယ်ယောက်ျားတစ်ယောက်ရဲ့ပါဇက်ကမိန်းကလေးတစ်ယောက်ပါဇက်ထက်ဆိုးပါတယ်စကားပြောဆိုကြမ်းပါတယ်အိမ်အောင်ကြပြီးကလေးကသူ့စီကယူရကျင်နာမှုဆိုတာတွဲချိုအတွက်ရှားပါတယ်သူ့အရှိမတီလောက်အောင်ရှိုက်ကြီးတငင်ငိုနေလေကြောခိုင်းပြီးအိတ်ဆက်နိုင်နေချော့မဖို့ဆိုတာသူ့မှာမရှိခဲ့တွဲချိုတစ်ခါတလေသူ့ကိုမေးပါတယ်ကိုငါ့ကိုချစ်သေးရဲ့လားပေါ့ကိုပြန်မဖြေခဲ့ပါမသိတယ်လို့နေလိုက်တာများပါတယ်ကိုမျက်နှာသစ်စီတပူလောက်ဝဲခြင်းလို့မျက်နှာသစ်စီအခုလိုင်းပေါ်မှာကစ်ထနေတာဘယ်လောက်လဲ1,100နဲ့1,100နဲ့3ကြီးဘာလောက်မှလဲဒီရုပ်ကဒီရုပ်ပဲလှလာတာလည်းမဟုတ်ဘူးဝဲ3မိနစ်နဲ့နောက်လင်လိုချင်နေရလားတွဲကြရင်နဲ့စွန့်အားပြီးဘာမှမပြောနိုင်အောင်ပြီးသူ့အပေါ်တဖြည်းဖြည်းစိတ်ပြက်လာသလိုဖြစ်ပေမဲ့တိဆောက်ပြီးသားရွေးချယ်ထားတဲ့လက်မို့ဟန်ဆောင်ပြုံးရင်ဘာမှမဖြစ်သလိုနေခဲ့ပါတယ်တွဲကိုဘာများလဲပြောလေဒီလူကစိတ်ကောင်းဝင်ရင်တော့တွဲကြအပေါ်နူးနူးညံ့ညံ့ဆက်ဆံမြန်နေချ
ချစ်တဲ့စိတ်ကရင်ထဲကဲအောင်နေသေးတော့တွေ့ချိုသားရမိပြန်ပါတယ်ကိုတို့ဆိုင်ငယ်ပြန်ရအောင်တွေ့ကိုအခုစီးနေတဲ့ဆိုင်ငယ်လားတွေ့ချိုနဲ့မြူခင်ကလေးကကိုမှဆိုင်ငယ်တစ်စီးရှိပြီးသားအင်းလေးတွေ့ပြန်ရောက်ရင်73သိန်းလောက်တော့ရမယ်ထင်နေပြန်ရောက်ပြီးရင်ကိုကဘေးဆိုင်ငယ်စီးမှလေအော်ဒါများတွေ့မှလေဆိုင်ငယ်ရှိနေရပြီမနေ့ပိုင်းဆိုတွေ့ကိုစိုက်ပို့ပေးခဲ့မယ်လေဆိုင်ငယ်တစ်စီးရှိနေရအပိုဖြစ်နေမှာဒီဆိုင်ငယ်ကတွေ့အပိုင်မဟုတ်ဘူးကိုအမေဝယ်ပေးထားတာတွေ့အပြိုဘွားတုန်းကမိဘတွေကမျက်နှာမငယ်ရအောင်လို့ဆိုပြီးတွေ့ကိုသူများနေတူဆိုင်ငယ်တစ်စီးဝယ်ပေးထားပါတယ်အခုကိုကတွေ့စီးနေတဲ့ဆိုင်ငယ်ကိုမျက်စောင်းထိုးလာပြီးမို့တွေ့တွေ့ဆဆဖြစ်ရတယ်တွေ့စီးကိုဝယ်ပေးထားတာပဲတွေ့ပိုင်တာပေါ့အမေကိုပြောကြည့်ပါဦးမယ်ကိုရေဟုတ်ပါပြီကွာကိုရဲ့အတွက်အသုံးဖို့ဝင်ငွေလေးပို့လာတာပေါ့အခုကို့အလောက်ကလည်းတိတ်အဆင်မပြေသေးတော့တွေ့ကိုလည်းပတ်စံမအပ်နိုင်သေးတော့ကိုကအားနာနေရတာတွေ့နားလေပါတယ်ကိုရေတွေ့ကပတ်စံဆိုတာထက်ကိုစီကရိုးရိုးရရချစ်ကြကျင်နာပေးတာကိုပို့ပြီးလိုအပ်တာပါကိုလည်းတွေ့ကိုချစ်ပါတယ်ကွာကိုတွေ့ရဲ့ပေါ်ချစ်တဲ့စိတ်လေးရှိနေသေးတာသိရတဲ့အတွက်တွေ့ပြောရပါတယ်ချစ်သူဘွားကလေးကအနီးအေးပြီးတီးတက်နေတတ်တဲ့ကိုပုံစံလေးကိုသဘောကျလို့တွေ့တဲ့တနည်းငယ်တာသိပေမဲ့သူများဆောင်တွေလို့ကိုရီမောင်ရီလို့မခေါ်ပေရင်ထဲနေအောင်ချစ်ရတာမို့ကိုလို့ခေါ်ခဲ့တာတွေ့လေကိုတွေ့ပေါ်ဘလောက်ပဲဆူဆူအနာယူယူတွေ့အတက်နိုင်ဆုံးတီးခန့်ပေးပါမည်ဒါပေမဲ့တွေ့ပေါ်သစ္စာတော့မဖောက်ပါနဲ့ကိုတွေ့ကိုဒီလောက်ချစ်တာသစ္စာဖောက်เสียရလားကွာကိုတွေ့ပေါ်အလျှော်မပေးဘူးဆိုတာအလျှော်ပေးတွေ့ပိုးဆိုးလာပြီးတော့မချစ်တော့မှဆိုးလို့ပါကွာတွေ့ကြတော့ရောမတူဘူးလေကွာကိုဘက်ကိုရက်တဲ့လိတ်ကြီးတခါတရံမှာတွေ့တို့ရဲ့အိမ်တော်ကြီးဟာတာယာတက်ပါသေးကိုရဲ့ယူရအချော့အမျိုးတွေကြားတွေ့ရဲ့စိတ်ဆိုးစိတ်ကောက်ခြင်းတွေဟာမြူမုံလို့တွေ့နေလေပဲအမေထမင်းချက်ပြီးရဲ့အချိန်ကြီးဆောင်ကအမေနားယူတဲ့အချိန်ရောက်မှအမေနာသွားရီကိုပြောတဲ့ဆိုင်ကကိစ္စအမေကိုပြောပြတယ်သမီးကိုဆိုင်ကဝယ်ပေးထားတာမျက်နှာမငယ်အောင်လို့ပဲအခုသမီးကအိမ်တော်သေးဖြစ်သွားပြီဆိုတော့အပိုင်တော့အမေမပေးဘူးသမီးလိုချင်ရင်ဒီဆိုင်ကတန်ကြီးတော့အမေကိုပြန်ပေးရမယ်ဒီဆိုင်ကသွေးချုပ်ကိုယ်တိုင်ကြိုက်လွန်းလို့ဆိုပြီးဆိုင်မှာအမေကိုမရမကပူစာဝဲခိုင်းခဲ့တာထိုင်းဘိန်းဆိုတော့သွေးချုပ်ဝယ်တုန်းက22သိန်းပေးရတယ်သမီးကိုအမေဆင်ပေးထားတဲ့လက်ဝဲလက်စားလေးမင်္ဂလာလက်ပွဲဆိုပြီးအမေပေးခဲ့တာတန်ကြီးနဲ့ကို30ကျော်တယ်အခုဒီဆိုင်ကိုဒီတိုင်းမပေးဘူး22သိန်းဆိုပေမဲ့10သိန်းပဲအမေကိုပေးဟုတ်အမေသွေးတူးနဲ့တိုင်ပင်လိုက်ပါမယ်10သိန်းပဲပေးရမယ်ဆိုတော့လေကိုလက်ခံမယ်လို့သွေးချုပ်ထင်ခဲ့တယ်ဒါပေမဲ့သွေးချုပ်အထင်နဲ့အမြင်တက်စင်အောင်လွှဲချော်ခဲ့ပါတယ်ဘလို့သွေးချုပ်10သိန်းပြန်ပေးရမယ်အတိတ်ပဲမရှိတာကိုကွာမင်းအမေကငါ့ကိုဘာထင်နေရလဲတမက်တကောင်ရတာနွားတကောင်ရတယ်လို့ခိုင်းစားချင်နေရလားဘာဆိုင်လို့လဲကိုဘာဆိုင်လို့လဲဟုတ်လားဟိုတနေ့ကလည်းအလုပ်ပါလို့တရက်လေးနားမိပါတယ်အောင်ခန့်ตาအားရင်အမေဖျားစင်စိတ်တုပ်ပေးပါလားတဲ့ခိုင်းလိုက်လုပ်ပေးရအောင်ငါကြွန်လားမင်းကိုရီရှိနေရပြီခိုင်းပါလားအကိုရီကစိတ်မတုပ်တတ်တာကိုတုပ်ရင်သူတို့လည်းဝိုင်းကူလုံးမှာပေါ့တော်စမ်းမှာကွာအခုလေခိုင်းတော့မျက်နှာနဲ့တခြားစီဆိုင်ကယ်လိုချင်းပတ်စံ10သိန်းပြန်ပေးတဲ့ငါသိတာပေါ့မင်းငါဆိုင်ကယ်ပြန်ရောက်မေလို့တွားပြောလိုက်လို့ဒီပတ်စံ10သိန်းလောက်နဲ့စကားလေးထည့်မပြောနဲ့ကိုတွေ့ကိုယူပြီးကြတဲ့ကအမေအိမ်မနေအမေအိမ်မစားစံဖို့စီကိုရေးမိတာကမိမိတာကဘာပူပင်ရလို့လေမင်းကမင်းအိမ်မလိုက်နေလို့ဒီစကားပြောရတာတွေ့ချို့ငါအိမ်မဆိုဒီတက်မကအေးစီ6လောက်ချိတ်ပြီးစားယုံမေးကွာမင်းအိမ်မနေတာဟိုလူမျက်နှာကြည့်ရဒီလူမျက်နှာကြည့်ရအိမ်ကလူတွေကဘာပြောနေလို့လဲကို့ဘာသာတိချနေတယ်လို့သူတို့လည်းအေးစိနေတာပဲမလားမင်းငါ့ကိုတခွန်းချင်းမခံပြန်အားချင်းနေပါလားတွေ့ချူတဲ့တွေ့ကိုကြိုက်တာပြောတီးခံနိုင်နေတွေ့မိပါတွေကိုလာမစော်ကားနဲ့အေးအမျိုးချစ်မကြီးတွေ့မယ်မင်းနဲ့ငါအိတ်ခမ်းတကားကိုဒေါသတကြီးစောက်ပိတ်ပြီးထွက်သွားတဲ့ကိုကြောင့်တက်ပြင်းရှိုက်လိုက်ပါတယ်မိငယ်ရှင်းကိုလက်အခန်းပြင်ကကိုလက်ခေါ်တဲ့ကြောင်းတွေ့ပြန်တစ်ထောက်ပြန်ပြင်းပြီးအတန်ပေးကအခန်းပြင်ကိုထွက်လိုက်တယ်နင်တို့လေမြာတီတိုနဲ့ဘာတွေဖြစ်နေရလဲဟိုကောင်ကရောဘာဖြစ်သွားလဲစောင့်အောင်ပြီးငါခေါ်တာလက်မကြည့်နင်းလေအချို့ကလုံးဝမပြေဘူးနော်မဟုတ်ပါဘူးကိုလက်ရေသူ့အလုံးမှာအဆင်မပြေဖြစ်သွားလို့ဒေါသထွက်နေရပါတွေ့ချိုမှုသားတုံးကလိန်လေရတယ်နင်းယောက်ျားဆိုင်ကရောက်မှုပြောထားတာမနှက်ပြန်ကြရင်ဝဲလက်တွေလာကြည့်လိုက်မယ်ငါဖုန်းဆက်ခေါ်ထားတယ်ဟုတ်ကိုလက်ပြန်ထွက်သွားမှတွေ့ချိုအမောဖြေရတယ်ပြီးမှအခန်းထဲပြန်ဝင်ကရှုပ်ပွားထားတဲ့အင်ကြီးပေါင်းမီတွေကိုလိုက်သိမ်းပြီးအဝိရှော်ဖို့လုပ်ရတယ်ကိုကအေးစိနေတတ်တယ်လို့အင်ကြီးပေါင်းမီဆိုလဲမိဘူးတိုက်ရကော့လန်မွေးကြိုက်နေတာပဲကြိုက်တာမို့တွေ့မှတေချာရှော့ဖို့ခေါရိုးကျိုးအောင်မိဘူးတိုက်ပေးရတယ်တခါတလေလေးများနေရောက်အပြင်လေးပါလေးထွက်ရင်ပတ်ဝန်းကျင်ကလူတွေကနှုတ်ဆက်တယ်လို့နဲ့တွေ့ကိုပြောတတ်တယ်တွေ့ချိုရဲ့နေ့လင်ကလူပြိုရှုံကြော့မော့နေရပြီနေကြသပင်ရှိပေါ့ပွဝဲလိုက်ရင်လဲစပန့်တာဝမ်းဆက်တနကားပကွယ်ကြားနဲ့လူကလည်းဝတ်တုံနေရပြီနည်းနည်းပါးပါပြင်ဆင်မအောင်
ကိုကအိမ်အောင်ရှင်မဖြစ်နေပြီလေလှဖို့မလိုတော့ပါဘူးမပူစုရေအမေအခုခေတ်ထဲမှာအဲ့လိုပြောတဲ့မိမတွေပဲထားခဲ့ခံရတာနော်ငါစေတနာနဲ့ပြောတာမိန်းကလေးဆိုတာအပြိုဖြစ်ဖြစ်အဟိုဖြစ်ဖြစ်လှအောင်နေတတ်ရတယ်ဇနီးမယားတောင်းရင်ကြည်ုံနဲ့မပြီးသေးဘူးဟေ့သူ့အတွက်မဟုတ်ရင်တော့ကို့အတွက်ပြင်ဆင်ရတယ်နေ့အသက်ရွယ်လေးနဲ့လှလှပပနေတဲ့နာအေးခလေးလေးရှိနေရမဟုတ်ဘူးပြီးတော့နှစ်ယောက်ကြားကလေးရုပ်ရည်ကတနာကမနဲ့အဲ့လိုစကလုံးတွေကြောင့်အိမ်ပြန်ရောက်လို့မှန်ကြည့်ရင်တွေ့ပါတာစိတ်ပြက်မိလာတယ်ထိုးစိတ်ကြောင့်ခန္ဓာကိုယ်ကအရင်တက်ဝိတ်ပိုတက်လာပြီးတော့အိမ်အောင်ရှင်ဖြစ်သွားလို့မပြင်းမစင်နေတာကြောင့်လေငကိုရှင်ဆွဲရုပ်ရည်ထက်ပုံမှုအိုးစားနေပါလေပြင်ဆင်လို့လည်းမရပါဘူးဆိုင်သွားလို့မြမဝမ်းဆက်လေးတခါတလေဝစ်ကြည့်နှကန်းဒီလေးစိုးမိရင်နင်ကဘဲလင်းငယ်ကိုအလှသွားပြတာလေလို့စွတ်တယ်အလှပြင်နေရဒီအရက်ကိုဆိုတာကြီးတနခါကလွဲရင်မျက်နှာပေါ်မှာဘာမှမတင်ရင်နှကန်းဒီအယောင်တောက်တောက်မစိုးရတဲ့အထိတခါတလေတငယ်ချင်းမွေးနေ့ဖိတ်လို့သူနဲ့အတူသွားတော့တငယ်ချင်းကပြောမနာဆိုမနာမှုစားတောက်ကြရင်ကိုယ်မေးလာတယ်တွေ့ချိုနင်ဘာမှမပြေမစင်မဲဒီတိုင်းနေရလားအိမ်အောင်ရှင်ဖြစ်သွားတိုင်းဒီတိုင်းဖွားကြီးပေါက်စားလို့မနေနဲ့လေဟဲ့နည်းနည်းပါးပါပြင်စင်အောင်လေအောင်ခန့်နင့်မိမဘာမှမပြောတော့လားနင်းကြတော့မင်းသားရှုံးနေရပြီတွေ့ချိုဝစ်ထားတာကပါတိတ်ထမင်းအပြာကိုစားပေါက်အပြာရှင်မဝန်းဆက်တွဲဝစ်ထားပြီးတင်မတီရောက်နေတဲ့သပင်ရှိကိုတဝက်သိမ်းစီပြီးဖဲပြားအဖြူကလေးနဲ့ညှက်ထားတယ်ပြီးတော့ဘေးလွယ်နေသူကြောင့်ကော်လမ်ဘာစပို့ရှက်အဝါရောင်နုနုလက်တို့ကျင်းမဲ့အနက်ပေါင်းပြီးရှင်နေတွဲဝစ်ထားတာမို့တန့်နေပါတယ်ငါပြင်းပြင်းစင်စင်နေဖို့ပြောပါတယ်သူကိုယ်တိုင်ကမပြင်းမစင်တတ်တာပြင်လိုက်ရင်လည်းဒီရုပ်ပဲဘာမှပြောင်းလဲလာလည်းမဟုတ်ဘူးနင်လို့လိုမိတ်ကက်လိမ်ဖို့သူ့မှာအဖြစ်ရှိတာမဟုတ်ဘူးဝစ်စားဝစ်လိုက်ရင်လည်းပုံတုံးတုံးနဲ့သူ့စကားကြောင့်သူအရှက်ရသွားကခေါင်းကိုချလိုက်တယ်မှန်ပါတယ်တဝိုင်းလုံးမှာတွေ့တဲ့ငယ်ချင်းတွေကခေါင်းဝင်လှလှဂျင်းစကက်လှလှနဲ့ခိမိစွာလှပနေကြတယ်နင်ကလေငါတို့တငယ်ချင်းကိုဒီလိုမပြောပါနဲ့တွေ့ရအရင်တည်းကလှပါတယ်နင်နဲ့မြူခင်ကလေးကတွေ့ပြင်းပြင်းစင်စင်နေတက်လို့နင်သဘောကျပြီးအတင်းလိုက်ခဲ့တာမဟုတ်လားငါဒီတိုင်းငါမိမကိုချစ်လို့စနောက်တာသူဘလို့ပဲပြောတွေ့ရင်လည်းလုံးဝမကောင်းရော့သွေးကျမင်းကိုလက်ဖေးဖို့9500ပေးလိုက်ဟင်ကိုဆိုင်ငယ်14သိန်းနဲ့ရောင်းထွက်သွားတယ်ရောင်းထွက်သွားတာကလည်းကိုလက်ရဲ့အကူအညီကြောင့်ဖြစ်ပါတယ်ဝယ်လက်ကချက်ချင်းပတ်စံချပြီးဆိုင်ငယ်ယူသွားတာဖြစ်ပါတယ်ကိုက73သိန်းပြောပေမဲ့ကိုလက်က14သိန်းရအောင်ရောင်းပေးလိုက်တာဖြစ်ပါတယ်ဒါကိုကိုလက်အတွက်လက်ဖေးဖို့9500ဆိုတော့1000မပြေဘယ်မျက်နှာနဲ့တွေ့သွားပေးရမလဲ2000 3000လောက်ပေးတဲ့နယ်လို့တွေ့ထင်ပါတယ်20ရာစုမှာပွဲက9500ကမဖြစ်သင့်မီအိတ်ဆိုင်ပေးဖို့ကြတော့လေတွေ့မှာပတ်စံပိုးရမရှိတွေ့လဲပြောလိုက်ပေါ့တွေ့ဆိုင်ငယ်အတွက်ပတ်စံပေးရမှာမကြံတော့လို့အင်းမဒါကမင်းအမေကိုဆိုင်ကယ်ဖို့10သိန်းဒီ2သိန်းကမင်းယူထားဟိုသွားရင်လမ်းစီးနဲ့လိုအပ်တာဝယ်ရမှာကို့အမေတွေစီပတ်စံ2သိန်းလွှဲပေးလိုက်မယ်ဒီဆိုင်ကယ်ရောက်တာသူတို့လည်းမသိသေးဘူးသူတို့ဝယ်ပေးထားတာနည်းနည်းပါးပါးပြန်ပေးရမှာပေါ့အော်တိတက်လိုက်တဲ့သားလိုက်မှာတွေ့နှုတ်စိတ်ရတာနေလိုက်ပါတယ်စကားနဲ့ရင်ဆက်ရတာပေါ့တွေ့ဆိုင်ကယ်ကိုယူပြီးမောင်းထွက်သွားတဲ့ကို့နောက်ကျောကိုတွေ့ငေးရချိနေမိပါတယ်ကိုလက်ဒါကလက်ဖေးဘူးတွေ့တော့မှအမေကိုပေးရဖို့ပတ်စံတိတ်မကြံလို့9500ပဲယူလိုက်နော်အော်ကိုလက်ကတွေ့ကဲမေးတဲ့ပတ်စံကိုမယူပဲပြုံးနေငါသူများကိုဆိုင်ကယ်တစ်စီးရောင်းပေးရင်တော့3သိန်းလောက်ကိုအသာလေးပဲငါညမကြီးကဲပါငါညမတို့မှသုံးဖို့မရှိပဲနေမင်းပြန်ယူထားကိုလက်ကတွေ့ပေးတာမယူပဲထွက်သွားတယ်တွေ့စိတ်မကောင်းမိပေမဲ့မတက်နိုင်ဘူးလေအိမ်တော်ရေးဆိုတဲ့လက်ကွက်တွေကြားတွေ့ရအလူအလဲနှင်းမြုပ်လေစိတ်ကုံခြင်းတွေစိတ်ပြတ်မှုတွေကြားတိဆောက်ပြီးသားအိမ်တော်ရေးကိုမပြိုကွဲခြင်းလို့တိခတ်ခြင်းပါရမီကိုတွေ့အပြည့်ဝတိဆောက်ခဲ့ပါတယ်လူမသိသူမသိရဲ့ရံပွဲတွေကိုညှင်းအေးစေဖို့တွေ့ရစက်ရုပ်တရုပ်လိုကောင်းငင်ကောင်းခါသူပြောသမျှအမိတ်တစ်ခုလိုနာခံမှုတက်အရှုံးပေးပြီးသားတွေ့ကိုမှအဲ့လူဟာပို့ပြီးအနာယူဖို့အင်အားပြေလာခဲ့တယ်အဲ့ဒီဟာတွေ့ချိုတဲ့ရဲ့ဘဝမှာကြီးကြီးမားမားမေးလို့မရတဲ့ရက်တရက်ပေါ့ဒါစီထိုးပြီးတွေ့ဓမ္မတာရက်ဆက်လာခဲ့တယ်ငကိုကလေးကဓမ္မတာထိန်တဲ့သူမို့အခုဒီစေးကြောင်ဟော်မုန်းအပြောင်းလဲဖြစ်သွားတာထင်ပါရဲ့သူ့အလုပ်သွားလို့ရမယ့်နေကိုတွေ့လိုက်သွားခဲ့ပါတယ်ဟိုရောက်တော့တီးတန်လုံးချင်းအင်္ဂါပြီးတွေ့သူ့အဖေတွေနဲ့စုနေခဲ့ကြပါတယ်တွေ့နဲ့သူကြအိတ်ခမ်းတခမ်းပေါ့ချက်ပြဖို့အတွက်တွေ့ကတောင်းယူအားတဲ့အချိန်ကျရင်ဝန္ဒနာပါတဲ့စာတိုစာစတွေဖက်လိုက်နှုတ်ထဲထည့်လိုက်နေပေါ့နေရောက်ပြီးကလေးကဓမ္မတာလာတာတရက်မပြတ်သလိုလူကလည်းအားရင်နေလာတယ်ရက်ွက်တွေကဆီယမကိုပြကြည့်တော့လေထိုးစိကြောင်းလို့ပြောတာပေါ့ဓမ္မတာလာတဲ့ရက်တွေမှာကိုဟာတွေ့ရင်တော့လုံးဝမကက်ခဲ့ပါဘူးဓမ္မတာလာတာယွန်းစရာကြီးနန်းနေလို့ပြောဆိုပြီးခက်ခေါ်ခွာနေပါတယ်တရက်ပေါ်သူအိန္ဒိယလူအားပြက်လာကမူးဝေတုံရင်လာလို့ထမင်းချက်ပြရနဲ့သူအိယာတဲ့ဝင်ခွေနေလိုက်တယ်နေ့လေကိုတို့အလုပ်ပြီးတဲ့အချိန်ထမင်းစားဖို့ဆင်းလာကြတာသိပေမဲ့သူထမင်းဝိုင်းထမပြင်ပေးနိုင်ဘူးတွဲချိုမင်းဘာလုပ်နေရလဲဟိုမှာငါအဖေတွေထမင်းစားဖို့ထမင်းဝိုင်းပြင်နေရတာမင်းကအိယာတဲ့နှက်နေ
ပြီးမှငါဖေခုကထားလက်ဆေးပြီးစားမလို့လားထခုသွေးချိုနေမကောင်းအားရင်နေပြီးရင်နဲ့တလက်လက်နဲ့အပူတွေကလှုပ်ပြန်ပြီးမူရမာယာတွေများနေရမင်းတယောက်တည်းဒီလိုဖြစ်နေရမဟုတ်ဘူးမင်းကလေးတိုင်းဖြစ်နေကြတာအလကားယောဂဖြစ်ပြနေရသွေးချိုရင်နေနာကျင်လာရတယ်မင်းကလေးတိုင်းဖြစ်လေရှိရဲ့ကျမရေးဆိုပေမဲ့တူဦးတယောက်နဲ့နာကျင်မှုခံစားရခြင်းကတူမမတူတာရင်နဲ့တဆစ်စစ်ဝမ်းနေလာပေမဲ့ငိုခြင်းနဲ့စိတ်ကိုအာတင်ထိန်ချုပ်လိုက်ပြီးသွေးချိုအိယာကနေလူးလဲထားကအပြင်ထွက်လာတယ်အပြင်ရောက်တော့သူ့အဖေတွေကထမင်းစားနေကြတာမို့သွေးချိုလည်းပြန်လက်ထွက်လို့မရတာမို့ထမင်းဝိုင်းမှာဝင်ထိုင်စားလိုက်ရတယ်ထမင်းစားချိန်စိတ်မရှိရရောငကိုတွေဝမ်းနေနေရဲ့စိတ်ကြောင့်ရောထမင်းတစ်လုံးပါစတဲ့သွင်းတာနဲ့မျက်ရည်ကထိမ်မြရပူပူပေါက်ပေါက်စီးဆင်းလာပါတယ်အောင်ခန့်ကမျက်တောင်နေကြီးနဲ့သွေးကိုလှမ်းကြည့်တာမို့စက်ထိုင်နေလို့မရတာကြောင့်သွေးထမင်းပကံယူကထမင်းဝိုင်းကထထွက်လာခဲ့တယ်သွေးချိုတဲ့လာစမ်းကောင်မအိပ်ရတဲ့မိကမျက်ရည်ကျိမ့်မိတ်ကျနေတဲ့သွေးချိုကိုဒေါသတကြီးဆွဲကရေချိုးတဲ့နေရာအထိရိုးထိုက်ဆွဲလာတယ်ဘာလုပ်တာလဲမင်းဘာအချို့ချိုးတာလဲငါဖေတွေရှိမျက်ရည်ချူပြနေတာဘာအပူလုပ်တာလဲဟမ်ငါဘာလုပ်လို့လဲငါနေမကောင်းလို့ပြောနေတာမလားနေကနေမကောင်းရအောင်ဘာလုပ်တယ်များလုပ်နေရလို့လေအိတ်လိုက်စားလိုက်ဘာအလုံးမှမရှိပဲတုံးစားမရတဲ့ဟာမကများယောဂထူပြလိုက်သေးနေလောက်ပုံနဲ့ငါဘာကောင်ကြီးဖြစ်သွားလဲသိလားနေငါရောကိုချင်းစာစိတ်နည်းနည်းရှိလို့လားငါဒီလောက်နေမကောင်းပါဘူးလို့ပြောနေတာနည်းနည်းပါးပါဖိမဖော်ရလို့လားသွေးမအောင်အင်းနိုင်တဲ့ဒေါသကြောင့်သူ့ကိုနင်းနဲ့ငါတုံးပြီးအော်ပြောလိုက်တယ်ကောင်မအတန်ပြဲနဲ့အမလေးသွေးကြုံမြဝင်နဲ့မောက်မိုက်သွားသလိုပါးတစ်ဖက်လုံးထူပူနာကျင်သွားရုံမကခါစစ်ကိုစောက်ကန်ခံလိုက်ရတာမို့လူကရေချိုးကန်ပြီးမှလေးကြကကြောင်ကက်နေပါရီငိုဖို့မိနေလောက်အောင်ပြီးပါးပြင်မှာမျက်ရည်တွေစီးကျနေပေမယ့်နာကျင်သွားတဲ့ပါးပြင်ကိုလက်ဝါးနဲ့အုပ်ကဆွန့်အားနေပါရီသွေးကြုံမိပါပြီတခါမှမရိုက်ဘူးတဲ့ပါးပြင်အခုတော့သွေးကြုံအယမ်းမားသွားသလိုနောင်တလည်းအကြီးအကျယ်ရမိပါရီသွေးကြုံဘာလို့တင်တယ်လဲဆေးဆိုပြီးအောင်ခန့်ကထွက်သွားတာဖြစ်တာမို့သွေးကြုံအားရင်ပြက်နေတဲ့ကြားကရုံးထားတယ်အိမ်ပြက်မေသွေးကြုံအိမ်ပြက်ခြင်းနေသူစောက်ကန်လိုက်တဲ့အခါလောက်မနိုင်အောင်မနာကျင်နေပါရီသွေးကြိုထိုင်ရန်ကနေထလို့မရသွေးကြိုအာတီမီထလိုက်ပါရီမိဘရဲ့အဝေးမှာသွေးကြိုအားကိုးစရာလူမရှိခဲ့သွေးကြိုတစ်လုံးလုံးနဲ့အာတီမီလျှောက်လာခဲ့ပါရီနေမကောင်းတာကြောင့်ရောအရိုက်ခံရတဲ့တန်းကြောင့်ရောခြေလည်းမသွဲဒါပဲလေဘဲကိုသွားမလဲသွေးကြိုအရှိမဆိုင်ငယ်ထိုးရလာပြီးမေးလာတဲ့အောင်ခန့်ကိုနာကြီးစွာစိုက်ကြည့်ပြစ်လိုက်တယ်တီးခန့်ကျွန်းတွေပေါက်ထပ်ပြီးဒီလူအပေါ်ချစ်ချင်းတရားတွေပျောက်ဆုံးသွားပါပြီမိဘတွေအလိုလိုက်ပြီးချစ်ခင်ရွရမှုအပြေအဝရထားတဲ့သွေးကအဲ့လူလက်အတွင်းမှာသုံးစားမရအောင်ပျက်စီးမိမိန်သွားရလေဆိုင်ကယ်ပေါ်တက်အခုချက်ချင်းမတက်ဘူးငါနေနဲ့မပေါင်းနိုင်တော့နင်ကဘေးလင်းအကူနဲ့ခံပြောနေရလေသွေးချွတ်တက်နောက်တက်ငါလက်မပါချင်ဘူးနော်အခုချက်ချင်းဆိုင်ကယ်ပေါ်လာတက်လမ်းမှာအဆက်ကွဲကျင်နေရလားတကယ်လေသွေးချွတ်မှာဘေးဘီကိုအကူကြီးတောင်းမှုအကူမရှိခဲ့သွေးချွတ်မရောက်ဘူးတဲ့နေရာသစိမ်းပြင်းပြင်းတွေကြားမိဘတွေရဲ့အဝေးသွေးချွတ်အားငယ်ဝမ်းနေစိတ်တွေလိုက်တက်လာတယ်လောက်ရလေချင်းဆိုတဲ့နာကြီးစိတ်ကရင်းနဲ့မဆက်အောင်သွေးချိုထက်တကယ်လုံးမဲ့သူ့ပုံစံကြောင့်သွေးချိုလမ်းမှာအဆက်ကွဲရမည်ဆိုတယ်ပြီးတော့သွေးချိုဒီပုံစံနဲ့ဘယ်ကိုပြေးရမလဲငါဘာသာပြန်မယ်နင်းအနောက်မလိုက်ဘူးစောက်အတန်လာမနေသေးရဲ့ကွာဒီဟာမှသွေးချိုတရွေ့ခြေလမ်းတွေနဲ့နောက်ပြန်လှည့်ခဲ့ရတယ်အမေသွေးချိုအိမ်ပြန်လာခြင်းနဲ့လင်းများချင်းစကားများလို့လားအိမ်ပြန်ရောက်တော့အဲ့ကောင်အလုပ်ပြန်သွားတာနဲ့အမေစီဖုန်းဆက်ပြောတယ်သမီးသူ့ကိုမပေါင်းချင်တော့စကားများုံနဲ့ကွဲမိကွာမိမလုပ်နဲ့သမီးမိန်းကလေးဆိုတာအိမ်အောင်ခွဲတစ်ခုလည်းဖြစ်သွားရင်မတင့်နေတော့ဘူးအောင်ခန့်လဲလူကောင်းလူယူလေးပဲကွယ်လင်းနေမယားကရှားနေသွားပြီကြိုက်မိလို့နားလေခဏပေါ့အောင်ခန့်တွေ့ကျုပ်ကိုရိုင်းနေဆဲဆိုတဲ့အကြောင်းနဲ့တွေ့ကျုပ်ပြောမထွက်ခင်ရွေးချယ်ထားတဲ့လမ်းကိုအဆုံးထိဆက်လျှောက်အမေတို့မှဒီသမီးတယောက်ပဲရှိတာအိမ်အောင်ခွဲဖြစ်လို့သူများအထင်သေးခံရမှာအမေမလို့လောင်းအမေနဲ့ဖုံးပြောပြီးတော့တွေ့ကျုပ်ရှိုက်ကြီးတငင်ငုံမိပါတယ်ရင်ထဲကဝေဒနာတွေကိုဘသူ့ကိုရင်ဖွင့်ရမလဲမသိလောက်ပူလောင်နေခဲ့ပါတယ်ကို့ကိုဒေါသထွက်အောင်မလုပ်နဲ့သွေးကိုဒေါသထွက်လာရင်ဘာမှမမြင်တော့ဘူးပြီးတော့ကို့အိမ်ကလည်းကို့ကိုဆိုအလိုလိုက်ထားတော့ကိုစိတ်ကနည်းနည်းစိုးချင်တာနားလေပေးပါကွာညနေအလောက်ကပြန်လာတော့သူကစိတ်ဆိုးပြေသွားဟန်ဖြစ်တွေ့ကိုလေးပြေးအေးစကားဆိုးလာတယ်နေလေနေမိဘအတွက်အလိုလိုက်ခံရတယ်တာငါကလည်းငါမိဘအတွက်ယတနာပဲသိတာငါအဖေတော်မထီရက်ခဲ့တယ်ငါပေါင်းနေရရဆက်ဆက်ရိုက်ခဲ့တာငါမကျင်တတ်ဘူးမကျင်တဲ့တော့ဘာဖြစ်ချင်လဲယတနာတွေပါလားပြောမနေနဲ့နေဖေမရိုက်လဲငါရိုက်တယ်ဘာဖြစ်ချင်လဲငါနေဖေမဟုတ်ဘူးနေလင်အလျှော်ပေးနေလို့ရောက်တက်မလားနဲ့အေးပါငါအိမ်တော်ဝဲတစ်ခုလက်ဖြစ်ငါမိဘတွေအရှက်ရတိတ်ခါကြမှာဆိုလို့ငါတိခံနိုင်သလောက်တိခံမှာပါနင့်ကိုတော့ငါရင်နဲ့ချစ်တဲ့စိတ်မရှိတော့နေဝေကျွေးကိုငါကိုယ်တိုင်ရွေးချယ်ထားတာမို့ကြည်အောင်ဆက်မှာပါဝေကျွေးတွေပါရီဒရမာတွေလာခင်းမနေနဲ့စိတ်ဝင်စား
သွေးချိုရဲ့တီးခန့်ခြင်းတွေဟာသူ့ကိုပိုပြီးနိုင်လို့ကောင်တွန်းအားပေးလိုက်သလိုပါပဲသွေးချိုရင်နဲ့တန်ရာတွေဆင့်လာရုံမကသူ့ကိုကြောက်စိတ်တွေဝင်လာတယ်သွေးချိုစိတ်ကြယောဂရလာခဲ့တယ်အဲ့ဒီထက်အချိန်တွေဆိုးဝါးလာခဲ့တာကသွေးချိုရောင်းထားတဲ့အထည်တွေဟာပတ်စံသိန်းတဲ့အချိန်မှာအရင်နောက်ပြန်မရခဲ့ဘူးအဲ့တော့သူ့အတွက်ပိုပြီးနိုင်ကွက်ဖြစ်လာခဲ့တယ်သူ့လောက်ရတဲ့စကားတိုင်းဟာသွေးချိုအတွက်နာကျင်စရာတွေကြီးပါပဲသူ့လောက်ကရတဲ့ပတ်စံပြတ်အပ်တယ်ပြီးရင်ဘယ်နေရာမှာဘာတော့တုံးလဲဆိုတာအကုန်ပြန်တွက်ချက်ပြရတယ်ကိုမိဘအတွက်အပြင်သွားလို့မုတ်လေးဝယ်ကျွေးချင်တော့သူ့စီခွင်းတောင်းရတယ်သူလက်ခံမှာဝယ်ကျွေးရတာပေါ့အဲ့တဲ့ဆိုးဝါးလို့နဲ့အရာတွေအများကြီးကြုံခဲ့ရတယ်သူနဲ့ပေါင်းသိနေတဲ့နှစ်တွေမှာသွေးချိုစိတ်ကြယောဂရလာတယ်တယောက်တည်းစကားတွေပြောလာတယ်တယောက်တည်းရည်တက်လာတယ်တငယ်ချင်းပေါင်းသိမရှိတော့အိတ်ဆွေးတွေတောက်ပြီးတေးချောင်းကြံစီခဲ့တယ်မသေးလို့အသက်ရှင်ရတဲ့နေ့ရက်တွေဟာသွေးချိုအတွက်ငရဲပါပဲနင်ဆက်လိုက်တောက်နေရင်တောက်တော့ဘာဖြစ်လဲတဖြည်းဖြည်းနဲ့သူ့ပုံစံနဲ့ပြောင်းလဲလာခဲ့ပြီးအရင်ကတည်းကပိုဆိုးဝါးလာခဲ့တယ်အလောက်ကပိုအဆင်ပြေလာရက်တွေဆိုပြီးရဆိုင်ထိုင်တက်လာတယ်တငယ်ချင်းပေါင်းသိလူဆောင်လာတာပေါ့နိုင်ငံရေးအခြေအနေကြောင့်အကိုတွေကနိုင်ငံခြားထွက်သွားတော့အိမ်မှာဘယ်သူမှမရှိလို့အမေကသွေးချိုကိုအိမ်မှာပြန်လာနေစေချင်တယ်သူကလည်းလက်ခံတာပေါ့နေမအလုပ်ပါတဲ့အချိန်ဆိုသူကအိမ်မှာပြန်လာနေပေါ့သူမရှိတဲ့ရက်တွေမှာသွေးချိုပေါ်ပါပြီးလွတ်လပ်ခဲ့ပေမယ့်သူပြန်လာတဲ့ရက်တွေဟာသွေးချိုအတွက်ငရဲပါပဲစိတ်အလိုမကြတိုင်းဆေးရေးတိုင်းထားလာတာသူ့ပြီးစားအပြင်လူကကြည့်ရင်သူကအနေအေးပြီးမိမကိုတိတ်ချစ်တဲ့သူပေါ့သွေးချိုငါဆိုင်ကချင်းကျင်တယ်သွေးချိုငါဖုန်းအသစ်ချင်းကျင်တယ်နင်ကြအင်ကြီးအသစ်တွေဝဲတယ်ငါကြောင့်မဝဲပေးသူရသမျှလောကဆိုင်ကအသစ်တစ်စီးပြီးတစ်စီးတော့ကြဖုန်းအသစ်ချင်းလိုက်ပြန်နေသွေးချိုအမေဆိုင်မှာဝိုင်းကူရရင်မဖိုးတွေရလာတော့စူးစောင်းထားတယ်ကိုလိုချင်တာသူ့စီလက်ဖြတ်မတောင်းတော့ကိုဘာသာဝဲတယ်သွေးချိုမှာစပတ်ဝန်းဆက်အသစ်တွေဝဝတ်တာမြင်လေခနဲ့တက်တက်ပြောတတ်တယ်သူကြိုက်တဲ့ဥဝေစာကတကယ်စီကြီးဗရမ်းမကြိုက်တယ်သူစိတ်ချမ်းသာရင်ပြီးရောဆိုပြီးတွေ့ချိုအလျှော့ပေးလိုက်ရတာခက်များနောက်တော့ကန်ဆယ်မဲခစ်ထားလာတယ်ပတ်စံကန်ဆယ်မဲခစ်ထားလာတော့တွေ့ချိုဆမ်းပြီးဒိုင်းလုံးကြည့်တယ်ပြီးရင်သူ့ဆိုင်ငယ်ကအလုတ်သွားယူသွားတတ်တာမို့တွေ့ချိုရက်ွက်တွေကဆိုင်ငယ်တစ်စီးအုံနာယူပြီးမိန်းကလေးတွေကိုကယ်ရီဆွဲတယ်သူတွေ့ချိုအတွက်ပူပန်ရတယ်ကိုဘာမှမရှိပါဘူးကိုဘာသာရှာပြီးကိုဘာသာတောင်းနေကန်ဆယ်မဲလောက်တာအမျက်လေးရလာတော့တွေ့ချိုပတ်စံဆူဆောင်းပြီးစပင်ရှည်ကိုညှက်ပစ်ကကောက်လိုက်ဖို့သူ့ကိုပြောတော့သူကလက်ခံနေနေမှာပတ်စံရှင်လို့ငါ့ကိုလည်းစပင်ဆေးဆိုးပြီးသူလက်ခံတော့နှစ်ယောက်သားစပင်သွားလို့တော့မှမဲတိုင်ကအကိုကဖုန်းဆက်လာတယ်ညမဘယ်မှာလဲအကိုပေါင်းမေးဖို့ပတ်စံလာသိမ်းမလို့ညမစပင်ဆိုင်မှာအကိုလာယူလိုက်မည်သူ့ရှိမှပဲမေးဖို့ပတ်စံလာသိမ်းသွားတာသူမြင်နေအိမ်ရောက်တော့အဲ့ကောင်ဘာကောင်းလဲနင်းနဲ့ဘာပတ်သက်နေရလဲတွေ့ချွတ်တဲ့နေပါလာပြောနေရလဲသူ့မှာသားနေမရနဲ့ငါ့ကိုဆွဆွလာမလုံးနဲ့လောက်တော့ဘာဖြစ်လဲငါတယောက်လုံးရှိနေလေရနဲ့နောက်လင်ကိုပလူပလင်းနဲ့နင်းစိတ်တက်လို့ငါအောက်တဲမကြောက်နင်းစိတ်နဲ့နှိုင်းပြီးလာမရိုင်းနဲ့ရိုင်းတော့ဘာဖြစ်လဲတထောင်းစားမနင်းတွေ့ကြုံမြန်ဝင်နေပြီးပွင့်သွားတယ်ငါ့ကိုပြောချင်ကြိုက်တယ်လို့ပြောငါမိဘအောင်မထိနဲ့နင်းမိဘကိုပြန်ဆဲရောနင်းကြိုက်လားစိတ်တော့ဘာဖြစ်လဲနင်းမိဘကိုလာဆဲကြည့်လေအသေးပဲရမယ်ကောင်းမအောက်တန်းစားတွေ့ကြုံမြန်ဝင်နေဘာမှမမြင်နိုင်လောက်အောင်မောင်းဝဲသွားကသူ့ကိုအသေးတက်ပြစ်ချင်စိတ်ကြီးစိုးနေပါတယ်နိုင်ရင်ခချင်းထဲမှာထည့်ထားတဲ့ကက်ကြီးကိုယူလိုက်ပြီးသူ့ကိုဝင်ထိုးပစ်တယ်သေနင်းသေအောက်တန်းစားနင်းသေစမ်းသူ့ကိုကက်ကြီးနဲ့ဝင်ထိုးတော့ရှောင်ထွက်သွားတယ်နင်းသေမငါဒီဝက်ကကျွတ်မှာသူ့ကိုထိုးလို့မရတော့နိုင်ရန်ကိုအားကုန်နာကြီးစွာအချက်ပေါင်းများစွာထုတ်ပစ်လိုက်တယ်နင်းပေးစမ်းဒီကက်ကြီးပေးမပေးဘူးငါနင်းကိုတတ်မှာကောင်မအတံမြဲနဲ့အော်မနေနဲ့လူကြားတယ်ပတ်ဝန်းကျင်ကိုတွေ့ချိုခယူးမဆိုင်နိုင်လောက်အောင်အသိစိတ်ပျောက်သွားတယ်လက်ကသွေးရည်မြင်မှအသိစိတ်ပြောင်းဝင်လာခဲ့တယ်ငါအတွက်နင်းဘာပူပင်ရလို့လဲဟမ်ငါဘာသာရှာစားတယ်နေပေးတဲ့ပတ်စံနင်းရဲ့လောက်ကပတ်စံဘလောက်ရလဲငါမေးဘူးလားနင်းမိဘကိုဘလောက်ထောက်ပံ့လို့ငါညွန်ညင်ဘူးလားငါမိဘရင်နင်းတက်နေတာစားစရိတ်ရေဖို့မိဖို့နင်းဘာပူပင်ခဲ့ရလို့လေငါအတွက်စားစရိတ်ဆိုပြီးငါမိဘတွေကိုနင်းဘလောက်ပေးဘူးလေနင်းဘလောက်ရိုက်ဆဲငါတီးခံခဲ့တယ်ငါအိမ်တော်ခွဲမဖြစ်ချင်လို့ငါရေးထားတဲ့လမ်းမို့နင်းစော်ကားကျင်တိုင်းစော်ကားဖို့အခွင့်အရေးပေးထားတာမဟုတ်ဘူးအခုတော့နင်းကငါ့ကိုဆဲတဲ့အပြင်ငါမိဘကိုပါစော်ကားပြီးငါနဲ့ပေးစားလာတာနင်းအယမ်းမရိုင်းနေနင်းလိုကောင်မျိုးယူမိတဲ့ငါကိုငါပဲမှားတာအေးမှားတယ်ဆိုရင်လည်းနင်းကွာလိုက်မပေါင်းနဲ့မပေါင်းကွာမယ်နင်းကိုငါကလည်းအာယုံမလောင်နင်းလိုဟာမောက်သူအဝေစားတွေတိမ်ပြီးကြောပေါ်ကြီးပြစ်ထေကအိမ်ထက်ကနေဆင်းဖို့လုပ်တယ်တွေ့ချိုတားမလားလို့လှမ်းကြည့်တယ်တွေ့ချိုကြောခိုင်းပြီးနေလိုက်တယ်အရင်ခောက်တွေကဆိုသူအိမ်ဘော်ကနေဆင်းတိုင်းအင်ကြီးအစာကိုဆွဲပြီးတားနေကြဒီတစ်ခေါက်လေတားမလားဆိုတဲ့အကြည့်နဲ့ဝေသွားရင်အကောင်းဆုံးသူ့ဆိုင်ငယ်မောင်းထွက်သွားတယ်တွေ့ချိုဆူတောင်းမိပါတယ်တဘောဝါလုံးထွက်သွားပါစေလို့ဘာပဲဖြစ်ဖြစ်ဘသူတွေဘလို့လာပြောကြပါစေတော့တွေ့ချိုကြောခိုင်းပြစ်လိုက်တော့မင်းတွေ့ချိုစိတ်တွေအယမ်းပင်ပန်းနေပါပြီ
ချစ်စိတ်တွေအစားနာကြီးမှုတွေတွေ့ချိုရဲ့တွေးကြောတွေစိတ်ဝင်နေပြီငါမားခဲ့လေပြီဆိုတဲ့နောင်တတွေနဲ့အတူတွေ့ချိုစိတ်ကိုအနာပေးခြင်းမီရင်အောက်ခန့်တော့အင်္ဂါထွက်သွားပြီးတော့ပထမနေ့ဒုတိယနေ့တတိယနေ့တွေအထိတွေ့ချိုသူပြန်လာမှကိုကြောက်တယ်ညဘက်တွေကောင်းစွာအိမ်မပြောသူနေဘက်ကိုပြန်ဆင်းသွားပြီလို့သတင်းကြားတယ်အမေကတွေ့ချိုကိုမေးလာပေမဲ့ဘာမှမဖြစ်ခဲ့သလိုနေလိုက်တယ်အဲဒီရက်တွေမှာတွေ့ချိုစိတ်ကိုအနာပေးလိုက်တယ်ဖုန်းလေးတေချာမသုံးပါဆက်ပိတ်ထားတာများတယ်ဒါပေမဲ့လေတပတ်ကြာတော့တွေ့ချိုရဲ့တငယ်ချင်းရောက်လာတယ်တွေ့ချိုတဲ့ပတ်မှန်မလားဘယ်လိုဖြစ်လို့ရောက်လာတာပတ်မှန်ဆိုတာတွေ့ရဲ့အရင်ဆုံးတငယ်ချင်းအရင်ကသွားတူလားတူဖြစ်ပေမဲ့အိမ်အောင်ကြပြီးကလေးကအဆက်အသွယ်ပြတ်သွားတာပတ်မှန်ကအပြင်သွားဖို့ဟိုနားဒီနားသွားဖို့လာခေါ်ပေမဲ့အောင်ခန့်တော့အဲ့ဒီရောက်နေမပေါင်းနဲ့တွေ့ကြည်လိုက်ယောက်ျားလေးတွေနဲ့တွေ့တွေ့ရဲလေအရင်ရေးတာကိုမကြိုက်ဘူးဆိုတာနဲ့တင်ပတ်မှန်ကိုအပြင်သွားဖို့လာခေါ်တိုင်းမလိုက်ဖြစ်ခဲ့တာများပါတယ်နောက်ဆုံးပတ်မှန်တို့လည်းလာမခေါ်တော့ပြီတွေ့လေသူမပိုင်ဘဲမှမသွားဖြစ်တော့ပြီနင်းစီကိုပဲလာတော့ဖို့တွေ့ရဲ့ဒါနဲ့နင်းနဲ့အောင်ခန့်တော့ဘာဖြစ်ထားလဲပတ်မှန်စကားကြောင့်တွေ့မျက်မှောင်ကျုပ်လိုက်ပြီးဘာလို့မရလဲပတ်မှန်မင်းညာအောင်ခန့်တော့ပြရမှုပြီးငါအိမ်ရှိကိုရောက်လာတယ်ပြီးတော့ငိုပြီးငါ့ကိုရင်ဖွင့်လာတယ်နင်းကိုပြောပေးဖို့သူမားတွေတောင်းမယ်လေဆိုတဲ့အကြောင်းတွဲစိတ်တဲ့ချင်သွားကမက်တက်တဲ့ပြောင်းလိုက်တယ်အကျဉ်မကောင်းလို့မပေါင်းနဲ့လို့ပြောတဲ့အကောင်ကအခုကြာသူကိုယ်တိုင်ရင်သွားဖွင့်နေတာပါတဲ့ဒီလိုပါပဲအိမ်တော်ကြီးဆိုတော့အောင်ခန့်တနာပါတယ်ဟဲ့မင်းညာငိုနေရအရင်မေးလင်မယားဆိုတော့ပြန်အဆင်ပြေဖို့ညှိကြပါသူကနင့်ကိုအရင်ချစ်တာပဲနေကသူငိုတာကြမြင်ပြီးငါရင်တွေကတန်ရံကိုဘာလို့မမြင်ရတာလဲပတ်မှန်မြေကနေညက်တာလူမသိဘူးမြေအော်တာပဲလူသိကြတာနေကငါတငယ်ချင်းမအိမ်တော်ရေးဆိုပေမဲ့ငါခံစားနေရတာငါပဲသိရဲ့ဒါတော့ဒါပေါ့ပတ်မှန်ရဲ့ဒါပေမဲ့နေသူ့အကြောင်းပြောဖို့ငါစီလာတာဆိုရင်တော့အားနာပါတယ်ပတ်မှန်ငါအလုပ်ရှိသေးရဲ့သူမရှိလဲငါဘဝအဆင်ပြေပြီးသားပါစိတ်လိုက်မလုပ်ပါနဲ့တွေ့ရဲ့တွေ့အပြုမှုကရိုင်းကောင်းရိုင်းသွားလိမ့်မယ်ပတ်မှန်စကားဆုံးအောင်နားမထောင်မင်းထထွက်လာကပကံထိုင်စီးနေလိုက်ပါတယ်ပတ်မှန်စိတ်ဆိုးပြီးပြန်သွားပါတယ်နောက်ရက်မှာညဘက်အောင်ခန့်တော်ဖုန်းအချိန်ချင်းဆက်လာတယ်မိမဘာလို့ငါဖုန်းဆက်တာမကင်တာလဲငါ့ကိုစိတ်ဆိုးမပြေသေးဘူးလားပြရမှုပြည့်နေတဲ့အတန်ကိုဖုန်းတွေကကြားလိုက်ရလို့ဒေါသကထောင်းကနေနင်အရှက်မရှိဘူးလားနင်ကိုမပေါင်းနိုင်ပါဘူးလို့ပြောနေတာလူနားမလဲဘူးလားမိမငါတောင်းပန်ပါတယ်ဟာငါနင်ကိုမခွဲနိုင်ဘူးတွေ့ရဲ့ဒီတစ်ချိန်နောက်ဆုံးအဖြစ်ငါ့ကိုခွင့်လွှတ်ပေးပါဟာနော်ငါအခုနောက်ထားရနေပါပြီခွေးမတောက်တဲ့အရေးတွေတောက်ပြီးငါ့ကိုခွေးလိုလားဟောင်းမနေနဲ့အောင်ခန့်တော့တွေ့ဖုန်းချကဆက်ပိတ်လိုက်ပါတယ်ဒီကောင်ဟာတွေ့ကိုလွယ်လွယ်နဲ့လက်လျှော့မဲ့စိတ်ကူးမရှိပြီတွေ့ကတော့သူနဲ့မပေါင်းလဲဖြစ်တယ်တွေ့ရင်လည်းအချစ်ဆိုတာမရှိတော့ပါဘူးစိတ်နာကြီးမှုတွေသာတွေ့ရင်လည်းကြီးစိုးနေပါတယ်သူ့ကိုပေါင်းသိပြီးစိတ်ဒုက္ခခံမဲ့အစားတွေ့ပါတာပဲရက်တည်နေရအကောင်းဆုံးဖြစ်လိမ့်မယ်ဒါပေမဲ့လေသမီးအမေနဲ့စကားအေးဆေးပြောရအောင်မနက်ဆိုင်မှာအလုပ်အားတော့အမေကစကားပြောလာတယ်ညအောင်ခန့်ငိုပြီးဖုံးဆက်လာတယ်သမီးတို့လင်များဘာတွေဖြစ်တာလဲအမေမသိဘူးဒါပေမဲ့အိမ်တော်ကြီးဆိုတာတီးဆောက်ပြီးသားမို့အပြိုကွဲခံမှုဖြစ်ရအောင်လင်များချင်းအေးစိမ်နေနိုင်ရတယ်တယောက်အမကိုတယောက်ကနားလေခွင့်လို့ပေးနိုင်ရတယ်အမေသမီးကိုအိမ်တော်ခွဲအဖြစ်မခံနိုင်ဘူးဒါကြောင့်အောင်ခန့်ကိုအိမ်ပြန်ခေါ်ပြီးတေချာဖြေရှင်းပါစိတ်လိုက်မလို့ရင်သမီးပဲဒုက္ခရောက်မှာအမေဘာမှမပြောနေတော့သမီးယောက်ျားလေးပဲအတော့စားတော့ရှိမှာပေါ့အခုအမေအောင်ခန့်ကိုဖုန်းဆက်ခေါ်ထားတယ်ရောက်လာလိမ့်မယ်အမေဟာအတွက်ကိုဘာမှပြောခွင့်မပေးခဲ့ပြီဒီကအမေကိုဘလို့စကားမျိုးနဲ့စီးရုံထားလဲတွေ့မသိရပါအဖေနဲ့အမေကိုလည်းကျွန်တော်တောင်းပန်ပါတယ်နောက်ဒီလိုမဖြစ်စေရပါတောင်းပန်ပါတယ်ဆိုတဲ့စကားတခွန်းရဲ့နောက်ွယ်မှာတွေ့မိသားစုကိုမျက်ရည်ကန်ထိုးပြီးရစရာမရှိအောင်ပြောထားတဲ့သူ့စကားလုံးတိုင်းရင်ထဲဆွဲကြံအောင်မှတ်သားထားတာမို့မိဘတွေသိအောင်ဖွင့်ထုတ်ပြလိုက်ခြင်းမင်းတွေ့နှုတ်ပေးလိုက်ရတယ်တွေ့ကိုသူပြောဆိုဆဲဆိုရိုက်နေပြီးစိတ်ဒုက္ခအမျိုးမျိုးပေးတဲ့အကြောင်းတွေပြောပြလိုက်ရင်တွေ့မိဘတွေသူ့ကိုဘလို့တုတ်ပြန်မလဲတွေ့သိချင်တယ်တနည်းအားဖြင့်မိဘတွေစိတ်မကောင်းဖြစ်ပြီးတွေ့ကြောင်စိတ်ထိခိုက်မှာကိုလေကြိုသိနေပါတယ်ဒါဟာနင့်အတွက်နောက်ဆုံးအခွင့်အရေးပဲအောင်ခန့်တော့တက်နိုင်သမျှဒီအိမ်အောင်ရေးကိုငါထိမ့်သိမ်းသွားမယ်အဲ့ဒါကလည်းနင့်ကိုရင်ထဲမှာချစ်ခင်လို့မဟုတ်ဘူးအိမ်အောင်ခွဲတစ်ခုလည်းဖြစ်ရမှာကြောက်လို့ဒုတိယအကြိမ်အောင်ခန့်တော့အိမ်ပြန်ရောက်လာတယ်အကျိုးနည်းနည်းပြောင်းလာတယ်ဒါပေမဲ့ဗီဇပြောင်းမသွားအောင်တွေ့ကြဘလောက်ပင်ပန်းတာလုပ်ပလိစီကြောက်ခိုင်းပြီးနေတတ်တုံးမှာလူတယောက်ရဲ့အကျင့်ဗီဇကလုံးဝပြောင်းမလဲသွားဘူးဆိုတာတွေ့ကြလက်ခံပါတယ်တွေ့ငါတို့အလုပ်ပါတော့အမေစီသွားလေအောင်အမေနဲ့လည်းတွေ့တခါမှမဆုံသေးဘူးလေနော်အမေတို့ကလည်းလာလေဖို့ပြောနေတာအဖေလည်းအိမ်ပြန်มาဆိုတော့အတူလိုက်သွားရအောင်သွားဖို့လမ်းစိတ်ကရောငါမှတစ်ချက်မှမရှိဘူးနင်စားမရတဲ့ပတ်စံကနင့်အတွက်ပဲနင်ပြန်သုံးနေရထမင်းအောင်ငါမေးကြွေးထားလို့ငါဝမ်းဝနေရငါယောက်ျားပါသွေးန
နင်ငါနောက်ကိုလိုက်နေကြည့်ပါလားငါဝမ်းဝရုံမကခါလောက်အောင်လေးဆင်ပေးနိုင်နေအော်တွေ့ချိုမဲ့၍ပခုံးတွမြကဖုန်းပဲဆက်ကြည့်နေလိုက်တယ်အပြော်ကြည့်ပြီးအဖြစ်မရှိတဲ့တင်းကိုဘာမှဆက်မပြောတာပဲကောင်းပါလေငါဖေးစီကစင်းရှင်းလာတယ်ဒီမှာတွေ့ချိုအရှိကိုပတ်စံ1000တန်ငါ့ကိုချပေးစင်းရှင်းတော့9သိန်းမဲ့ကြံနေဈာမခဏခဏထုတ်သုံးနေရဆိုတော့အိမ်တော်သက်တစ်နှစ်အတွင်းသူအလုပ်လုပ်ရှာပါတယ်3သိန်း2သိန်းလာလာအပ်ပါရဲ့အဝေးစားဝေရတာနဲ့ဆိုင်ငယ်စီဖို့ဆက်လိုက်ဖို့ပြီးရဖို့နေအသွားအပြန်လမ်းစရိတ်တခါတလေ3သိန်းလောက်ရရင်လေဖုန်းအသေးရှင်းချင်ရတာနဲ့စုမိတာဘာရှိသလဲခုအားလုံးရှင်းတော့9သိန်းပဲကျန်တာတဲ့သူတို့အလုပ်ကကန်ထရိုက်ယူပြီးတားဖာတွေဝိုင်းလောက်ကြတာအလုပ်သမား3ယောက်လောက်နဲ့ပုတ်ပြက်လောက်ကြတာပြီးတော့ရာနဲ့ချီရတာကိုဒီကသွားတဲ့စီကအဖေရှင်းမှာအေးစေးအော်သူလာအဲ့တော့လေသိမ့်မိခဲ့ရတယ်ပြီးတော့ညဘက်အဝေးစားလေးဝင်ချလို့ဆိုပြီးပတ်စံထုတ်ရပြန်နေသူကြ2000ကျော်တဲ့အင်ဂျီနဲ့3000ကျော်တဲ့ပေါင်းမီတစ်ထိပ်တဲ့ကိုလည်းဝယ်ပြီးရှာပါရဲ့1000ကျော်တဲ့အင်ဂျီတစ်ထိပ်ခီးသွားဖို့အမေတို့ကိုဖွင့်ပြောပြီးသူတို့သားဖသူ့အမေတွေရှိရဲ့မြို့ကိုလိုက်လာခဲ့ပါတယ်ရန်ကုန်ပေါ့စားတောက်စီတွေကားကားတွေရှင်းပြီးတော့သူမတို့ပတ်စံကုန်တက်တာခဲ့ပါတယ်သူ့အိမ်ရောက်တော့သူ့အမေနဲ့သူ့အမနွေးနွေးထွေးထွေးကြိုးဆိုပါတယ်သူတို့ကတမိသားစုလုံးတိမ်နဲ့ပေါင်းပြီးနေကြတာဖြစ်ပါတယ်သူ့အမကလေးက2ယောက်ရှိတယ်အိမ်ကလုံးချင်းတစ်ထက်တိုက်ပူဆောက်လက်စာဖြစ်ပါတယ်အမေထမင်းချက်မလို့လားတွေ့ပါကူညီပေးရမလဲရောက်ပြီးနောက်တရက်တွေ့အေးစိမနာပဲသူ့အမေကိုထမင်းဝိုင်းချက်ကူပေးတယ်ရောက်ကမချက်အောင်နေရတာပေါ့ရေချိုးရင်လည်းရေချိုးကန်လည်းတအိမ်လုံးအဝေးကလေးချီသေးအဝတ်တွေပုံလျက်တွေ့မညိုညင်မဲ့ကိုမိသားစုလိုသဘောထားကသူ့အမေထမင်းသူ့အမအတွင်းကန်တွေကအစလျှော်ပေးပါတယ်အိမ်မှာဆိုတွေ့အမေရဲ့အဝတ်တောင်ဆယ်တယ်ပြည့်အောင်မလျှော်ရဘူးပါအင်ကြီးတွေရှောက်ရင်လည်းတနေ့ကုန်မိဘူးထိုင်တက်ရတာအညောင်းပဲတွေ့ချိုပြမန်းနေပြီလားနာနာနေနေလုံးနော်ဟုတ်မမရပါတယ်ဘာလီပဲခိုင်ခိုင်တွေ့အပြုံးမပြတ်လိုက်ရောညီအောင်နေခဲ့ပါတယ်သူကကြသူ့အိမ်ရောက်ပြီဆိုတော့ဘရင်တစ်ပါးလိုစောင့်ကြွကြွအခန်းထဲဖုံးကြည့်နေနေရဟိုမှာငါအမအဝတ်တွေလှမ်းထားတာမအားတဲ့ကြားထွက်ယုံနေရတယ်နင်အေးစိစိမ်ယူနေကလေးတွေလည်းထမင်းမကြွေးဘူးအော်ထမင်းလဲချက်ပြီးပြီရေချိုးပြီးအဝတ်လဲလျှော်လို့လှမ်းထားတာသူ့အမကမောအုံလာလို့ထွက်ယုံနေရနေ့လေနေခင်းအေးစိအနာယူရင်အခန်းထဲအောင်ပြီးဖုံးကနာသုံးတာနဲ့အပြောခံရတယ်ကလေးတွေကငါကြွေးရင်မစားတာတဲ့ကလေးတွေအနောက်ကိုပြေးလိုက်ရတာတအိမ်လုံးပန်း၄နှစ်အရွယ်တစ်ယောက်နဲ့2နှစ်အရွယ်တစ်ယောက်ထမင်းများအတင်းကြွေးတွေ့ုံမသားမကြီးလို့မပြီးကလားဆဲသေးရဲ့ကလေးတွေကိုလည်းမိဘအဖိုးဘဦးလေးတွေကအစအလိုလိုက်ထားတာကြောင့်မင်းကလေးတွေဆိုပေမဲ့ကြစ်ကန်ကန်တွေ့ကလေးချစ်တာကြောင့်သာနင်းကတေးချမှမကြွေးတာဘာမှသုံးစားမရတီးကန်တွေ့တီးခံရပြန်နေအိမ်တအိမ်လုံးကိုကြွေပြားတွေကတ်တော့လေတွေ့ကော်ပုံးဆွဲယူကူပေးရသေးရဲ့သူ့မိသားစုကိုတွေ့မိသားစုလိုသဘောထားပါလေဒါလေးတော့မလုပ်တတ်ဘူးလားအဖြစ်ကိုမရှိကြွေပြားကဲရင်ကြားတဲ့ကော်မုတ်တွေထည့်တာမထက်တယ်လို့ဆိုပြီးသူ့မတွေရှိအပြောခံအနေခံရတာခဏယောက်ျားတစ်ယောက်ရဲ့မျက်နှာသာပေးမှုကိုတွေ့မရရှိခဲ့ပါသူ့အိမ်ရောက်မှသူ့စိတ်တက်ကပိုဆိုးလာခဲ့တယ်သူ့အမကိုပြောပြရင်ဖွင့်တော့လေတီးခံမှုသူ့မောင်ကအရန်ပိုကြခြင်းတဲ့အကြောင်းတွေတေချာဆုံးမထားမယ့်အကြောင်းတွေပြောတယ်တွဲချိုငါ့ကိုအမြည်လာလုပ်ပေးမလုပ်ပေးဘူးနေ့မေတွေတီးလို့ရှင်ငါလည်းစုခံရလိမ့်မယ်ညဘက်ကြီးသူ့အိမ်ကလူကြီးတွေမသိအောင်ဘီယာနဲ့စစ်လိတ်သွားဝယ်လာပြီးအိမ်ထဲမှာခိုးတောက်နေတာမို့ရှာမရှိနဲ့သွားလို့ဆိုသွားလို့နေဒီရက်ပိုင်းလေးမအောင်နိုင်ဘူးလားနေဒီလိုတောက်စားနေရနေငါမသိဘူးဆိုတွဲချိုကမတောက်တက်မစားတက်ထင်နေတာတင်းကတကယ်တော့ကျိုးတွဲချိုဆက်ပြောခြင်းစိတ်မရှိတာကြောင့်အခန်းထဲကထွက်လာပြီးရေခဲတက်တာအနာရက်ကရေဘူးထုတ်ရေတောက်မလို့လှုပ်လိုက်စဉ်ရှာရှိနေရသိကျင်နေရလက်တွေကရေဘူးလွတ်ကျသွားသလိုပါထက်ဘက်ကလည်းထူပူသွားပါတယ်နေဘာလုပ်တာလဲနေကငါဘာလုပ်လို့လဲမသားကနေအိမ်မှာဆိုတိုင်းငါ့ကိုခေါ်လာပြီးအနိုင်ကျင့်တာလူပါဝါလိုက်တာငါအိမ်မှာဆိုတိုင်းဘာဖြစ်လဲမကျင်နဲ့ဆင်းသွားနေအိမ်မှာလည်းငါရိတ်တာပဲဘာဖြစ်လဲတွဲချိုပြီးကအကိုးတွေဝင်နေတဲ့နေကြည်မျက်နှာကိုပြေကုတ်ဖက်ခြင်းနဲ့စိတ်ဟာတားစီမရရွန်ရှာမုန်းတိမှုကတဆစ်စီအောင်ခက်မင်းဘယ်လိုလုပ်လိုက်တာလဲမစမနာနင်းဟာလေးဒီလိုရိုက်ရလားမင်းတော့အောင်ခက်သူများသားသမီးကိုလက်ပါချေပါနဲ့ငါကြည့်နေရမင်းအချုံမဟုတ်တော့တွဲချိုကိုရိုက်တာမြင်လိုက်တဲ့သူ့အကိုကသူ့ကိုဝင်ဆိုတော့တွဲချိုကိုမျက်ထောင်နေခြင်းနဲ့ကြည်တွဲချိုသူ့ကိုကြောက်ခိုင်းကအခန်းထဲဝင်လာပြီးဖုံးဆက်မလို့လုပ်တယ်ကောင်မနင်းကြောင်ငါ့ကိုတကားမှမစုဘူးပဲစုတာခွေးမချိုကောင်မတွဲချိုကိုအမျိုးမျိုးဆဲဆိုကဝင်ကန်ပြီးလက်ထရဖုံးကိုအတင်းလူယူပေးမယ်တွဲချိုမပေးပေးသူ့လက်ထဲရုံထက်ကစောင့်တုံပြစ်တော့သူ့အမရောက်လာကသူ့ကိုဆွဲခေါ်ပြီးအပြင်မှာဝိုင်းကစုနေကြတယ်တွဲချိုအမေစီကိုဖုံးဆက်လိုက်တယ်ဟယ်လိုသမီးအမေသမီးပြန်လာခြင်းလို့ကားလက်မဲ့ဖြတ်ပေးပါလားတွဲချိုအိမ်ပြန်ချင်ရင်တော့ပြန်ဖို့လမ်းစိတ်မရှိပါ
ပါလာတဲ့ပတ်စံကလည်းသူဝယ်စရာရှိလို့ဆိုပြီးယူသွားတာဖြစ်ပါတယ်။လင်မယားရန်ဖြစ်ပြန်ပြီလား။တွေ့ကြုံကိုတန်းကြတော့အမေဘက်ကတိတ်ဆိတ်သွားတယ်။တွေ့ကြုံမိဘကိုစိတ်ဒုက္ခပေးနေမိပြီလား။အမေသမီးဖုံးချတော့မယ်။သမီးရှင်အောင်ခန့်ကိုဖုံးသွားပေးလိုက်။တွေ့မိစကားကြောင့်ဖုန်းကိုစပီကာဖွင့်ပြီးသူတို့အနာသွားကအောင်ခန့်တော်အရှိချပေးလိုက်တယ်။အောင်ခန့်တော်ဟုတ်ကဲ့မေကြားပါတယ်။တွေ့ကြုံကိုမျက်ထောင်နေကြီးနဲ့ကြည့်ပြီးအတန်နှိပ်ဆေးကအမေကိုအတန်ပြန်ပေးတယ်။မင်းကမင်းအိမ်ရဲ့ယတနာဆိုရင်ငါသမီးကလည်းငါတို့အတွက်တန်ဖိုးရှိရဲ့ယတနာပါ။ငါတို့ယတနာကိုမင်းလက်ထဲထည့်ပေးခဲ့တာကမင်းချစ်ခင်စုံမက်မင်းငါတို့လိုတန်းတူချစ်ပေးမှာပဲလို့တွေးခဲ့လို့ငါသမီးကိုခဏခဏမျက်ရည်ကျစေဖို့မဟုတ်ဘူး။ငါသမီးစိတ်ဆင်းရဲရတာမြင်နေရရင်ငါတို့လည်းငြေးကြနေသလိုပဲ။မင်းအတွက်တန်ဖိုးမရှိဘူးအတုံးမဝင်ဘူးဆိုရင်ငါသမီးကိုငါပြန်ခေါ်ရမယ်။သူဖုန်းချက်ချင်းချပစ်လိုက်တယ်။နင့်အမေတွေကိုဘာသွားပြောလိုက်တာလဲ။သမီးအိမ်တော်ကြီးကဒီလိုပဲဖြစ်သမျှမိဘကိုပြန်ပြီးပြောပြရင်မိဘတွေကဘယ်စိတ်ချမ်းသာပါမလဲပြေလည်အောင်ဖြေရှင်းရမှာပေါ့တားငယ်ကလည်းကိုဇနီးမယားပေါ်လက်ပါတာအမေမကြိုက်ဘူးနော်ဒီကောင်မခိုင်းတာကိုမလုပ်ချင်တာသူ့မှာတနေ့တနေ့ဘာလုံးမှရှိတာမဟုတ်ဘူးအဲ့ဒါကိုအကျော်ဟာမားခြင်းနေရတားငယ်မင်းပြောလေကဲလေပါလားမိဘတွေစုံကြီးအရှိမပင်တွေ့ချို့ကိုပြပြနေနေပြောဆိုနေတာကိုသူ့မိဘတွေဩစာအနာကမတက်ရောက်ခင်အားလုံးမျက်စိပြက်မျက်နှာပြက်ပြီးတွဲချို့ကိုအခန်းထဲဝင်ဖို့သာမျက်စပစ်ပြတယ်။တွဲချို့အခန်းထဲဝင်လာကရှိုက်ကြီးတငင်ကိုချမိရင်တွဲချို့ဒီဝေကြီးကိုဘယ်အချိန်ထိအာတီမီတောက်ခံနိုင်ပါမလဲ။ရွေးချယ်စရာမများဆဆမရှိခဲ့ပါဘူး။ဆက်သွားမလား။တက်တည်မလားပဲ။ညီမလေးထမင်းစားရအောင်လေ။မစားချင်ဘူးမမ။ညရောက်တဲ့အထိအိတ်ခန်းထဲမှာပဲငိမ်ကုတ်နေတဲ့တွဲချို့ကိုသူ့မှာထမင်းစားဖို့လာခေါ်တယ်။သူရိတ်ထားတဲ့ပါတစ်ဘက်ကလဝါးရထင်းပြီးအခုထိလည်းကျင်းဆက်နေပါလေ။မျက်နှာကဒဏ်ရာကိုမမဆေးလိမ့်ပေးမယ်လေ။ရတယ်မမပါဘောကဒဏ်ရာကဆေးလိမ့်ခဏလေးပဲပျောက်သွားမှာတွေ့ရင်တွေကဒဏ်ရာကဘာဆေးလိမ့်လိမ့်မပျောက်တော့ဘူးဒီဒဏ်ရာကတစိမ့်စိမ့်ကြည့်ပြီးသူ့ကိုတစိမ့်စိမ့်နာကြည့်ကျင်လို့မျက်ရည်ပေါက်ပေါက်ကြကအန်ဒီတင်းကြိတ်၍ပြောလိုက်တဲ့အသက်စကားသူ့မောင်မျက်နှာပြက်စီလင်းများကြအခက်မသိလို့စိတ်ဓာတ်နဲ့တာကိုတိမက်နေစရာမလိုဘူးလေအချိန်တိုင်းပြန်ပြေးလေသွားရင်ဒီမျက်နှာပြန်မြင်ရမှာချစ်လို့ယူထားကြတာပဲတယောက်အမတော့တယောက်သိခံရမှာပဲမကြိုက်တာရှိရင်ပြင်ပေးရမှာမမမောင်ကကြောက်ပါပြီလို့ဒူးတောက်လက်မြောက်အရှုံးပေးထားတဲ့သူကိုထပ်ပြီးဖျဲရှောင်နေတာမမရဲ့တွေ့သူ့ကိုအားလုံးအရှုံးပေးထားတယ်သူ့စိတ်တိုင်းကဖြည့်ဆည်းပေးတယ်တွေ့ချိုတက်ဆိုတဲ့မိမပျောက်ဆုံးပြီးသူ့စိတ်နဲ့ကိုဖြစ်နေတဲ့အထိနေပေးနေတာကိုတွေ့ထပ်ပြီးဘာတွေထက်လုပ်ပေးအောင်မလဲတွေ့နေရလဲဝင်ပြီးတော့ခန်းစားပေးကြပါအောင်တွေ့ယူရင်ယူမယူရင်သေတော့မှာမမမောင်ရဲ့မိမထက်ဆိုးတဲ့ပစက်ကျန်းကြီးကိုလည်းကြောက်သေးလက်လုံလက်ရိုက်ခြေလုံခြေရိုက်တွေ့ချိုထက်ကသူ့လက်ထဲမှာဘာတမိုးမှမရှိဘူးမမတို့သူ့ကိုတေချာလေးဆုံးမလိုက်ပါမယ်အိမ်တော်ကြီးရဲ့ဝဲခဲရဲ့ကြားတွေတွေ့အလူအလိမ့်ပါပဲဒီလိုဆိုးရတဲ့အိမ်တော်ကြီးမျိုးသူဟာဒီလိုအတ္တကြီးပြီးတကူကောင်းဆန်နေလူမျိုးသားဆိုရင်တွေ့အပြိုစင်ဘဝရှုံးပါစေတော့အခုလေစုပ်လေးစူးစားလေးယူသူ့ရဲ့မုန်းစရာအကောင်းဆုံးအကျင့်ဆုံးဟာပြဿနာတွေဘလောက်ဖြစ်တာမနဲ့ကြရင်ဘာမှမဖြစ်သလိုခေါ်ပြောဆက်ဆံတာကိုပဲဟုတ်ကဲ့ပါပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့စွန့်တင်သွားတဲ့ဘန်ဒဝင်းဆိုတဲ့ဇလံပထမပိုင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ကြန့်ရှိနေသေးတဲ့အပိုင်းလေးတွေကိုတော့ဆက်လက်စောင့်မျှော်ပြီးတော့နားဆင်အားပေးကြပါအောင်နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုတက်တွန် channel လေးကနေပြီးတော့ကျေးဇူးအထူးပင်တင်ရှိပါတယ်။